1348ခုနှစ်ဝါဆိုလကွယ်နေ့မူတော်မြို့ကံတော်ကြီးစီတော်အတွင်း၌ဓမ္မပူဇာဖြစ်ဖြင့်ဟောကြားအပ်သောနိဒာနဝက္ကတန်ရုပ်ပါဠိတော်၌လာရှိသောသုတိမသုတ်တံတရားဒေသနာတော်ဒီနေ့ဟောမဲ့သုတ်တံပဲနော်ဒါပေမဲ့ဘုန်းကြီးကလည်းဒီလောကအေးမိပြီးနည်းနည်းကျမ်းမာရေးချိုးတဲ့သွားတယ်အထူးသဖြင့်နှာစီးနေတယ်နော်ဒါကြောင့်တရားနာပရိသတ်တွေနည်းနည်းသိခံပြီးနာကြကြဖို့မေတ္တာရက်ခံပါတယ်နော်တတ်နိုင်တဲ့တော့ကြိုးစားပြီးဟောပေးဖို့ရည်ရွယ်ထားဒီသုတိမသုတ်တံကိုမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည့်အတွက်ရှေးဥစွာဒီတကဖြစ်တော်မူသောဘုရားရှင်အားရှိခိုးပူဇော်ကြောကြရအောင်နော်မုနိတကောယေကောတိတရားရုဏောညာနာဝိထိဏံဘိံဘောဝိနေယပန္နောကံကမလကတိတံဓမ္မရံတိဝရေဟိသူဘောတေတိသုတ်တေတိဘဝကုဟရေပြပိတခိတိနေသဒီလောကေကိစ္စကုံဒုက္ခမသဟနံဓမ္မဟေသိနမမိအယုဒယာရုဏောမဟာကရုဏာတော်သမဘာတိဟုသောတတ္တသနေရုံလီရှိတော်မူထသောညာနာဝိထိဏံဘိံဘောတပိညွတ်တဉာဏ်တော်မြတ်တိဟုသောကျေပြန်သောဇဝန္တော်လီရှိတော်မူထသောဧကောလောကရတခွင်၌တုဘမပြုတသုရိတာပွင့်ထွန်းပေါ်ပေါက်၍လာတော်မူပေသောယောမုနိတကောအကျင့်ဖျားတိဟုသောနေမင်းသည်သုတ်တေတရှိစင်ကြယ်ကြည်လင်အေးမြလာပေသောဒီဘဝကုဟရေကာမရူပအရူပတိဟုသောဘဝသုံးဓာတ်ပုံ300ကြာ၌နိဗ္ဗာန်ပါရမီကံစီမံလှုံ့ဆော်သဖြင့်အသင်ဖြစ်ထွန်းပေါ်ပေါက်၍နေတော်မူပေသောကမလကတိတံကြာဟု၍ခေါ်ဆိုသမုတ်အပ်သောဝိနည်းပန္တောကကျွတ်ထိုက်တတုနတ်လူမြမဝိနည်းကြာတတ္တဝါအပေါင်းကိုဓမ္မရန္တိဝရေဟိမဲ့ပေါဘုံဝိနိဗ္ဗာန်ကိုမြင်သိစေတတ်သည်သုတိမသုတ်တံကဲ့သို့သောမြတ်သော1348ခုနှစ်ဝါဆိုလကွယ်နေ့မူတော်မြို့ကံတော်ကြီးစီတော်အတွင်း၌ဓမ္မပူဇာဖြစ်ဖြင့်ဟောကြားအပ်သောနိဒာနဝက္ကတန်ရုပ်ပါဠိတော်၌လာရှိသောသုတိမသုတ်တံတရားဒေသနာတော်ဒီနေ့ဟောမဲ့သုတ်တံပဲနော်ဒါပေမဲ့ဘုန်းကြီးကလည်းဒီလောကအေးမိပြီးနည်းနည်းကျမ်းမာရေးချိုးတဲ့သွားတယ်အထူးသဖြင့်နှာစီးနေတယ်နော်ဒါကြောင့်တရားနာပရိသတ်တွေနည်းနည်းသိခံပြီးနာကြကြဖို့မေတ္တာရက်ခံပါတယ်နော်တတ်နိုင်တဲ့တော့ကြိုးစားပြီးဟောပေးဖို့ရည်ရွယ်ထားဒီသုတိမသုတ်တံကိုမြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားတော်မူခဲ့သည့်အတွက်ရှေးဥစွာဒီတကဖြစ်တော်မူသောဘုရားရှင်အားရှိခိုးပူဇော်ကြောကြရအောင်နော်မုနိတကောယေကောတိတရားရုဏောညာနာဝိထိဏံဘိံဘောဝိနေယပန္နောကံကမလကတိတံဓမ္မရံတိဝရေဟိသူဘောတေတိသုတ်တေတိဘဝကုဟရေပြပိတခိတိနေသဒီလောကေကိစ္စကုံဒုက္ခမသဟနံဓမ္မဟေသိနမမိအယုဒယာရုဏောမဟာကရုဏာတော်သမဘာတိဟုသောတတ္တသနေရုံလီရှိတော်မူထသောညာနာဝိထိဏံဘိံဘောတပိညွတ်တဉာဏ်တော်မြတ်တိဟုသောကျေပြန်သောဇဝန္တော်လီရှိတော်မူထသောဧကောလောကရတခွင်၌တုဘမပြုတသုရိတာပွင့်ထွန်းပေါ်ပေါက်၍လာတော်မူပေသောယောမုနိတကောအကျင့်ဖျားတိဟုသောနေမင်းသည်သုတ်တေကာမရူပအရူပတိဟုသောဘဝတိဘဝကုဟရေကာမရူပအရူပတိဟုသောဘဝသုံးဓာတ်ပုံ300ကြာ၌သုတ်တေတရှိစင်ကြယ်ကြည်လင်အေးမြလာပြီသောဒီဘဝကုဟရေကာမရူပအရူပတိဟုသောဘဝသုံးဓာတ်ပုံ300ကြာ၌နိဗ္ဗာန်ပါရမီကံစီမံလှုံ့ဆော်သဖြင့်အသင်ဖြစ်ထွန်းပေါ်ပေါက်၍နေတော်မူပေသောကမလကတိတံကြာဟု၍ခေါ်ဆိုသမုတ်အပ်သောဝိနည်းပန္နောကကျွတ်ထိုက်တတုနတ်လူမြမဝိနည်းကြာတတ္တဝါအပေါင်းကိုဓမ္မရန္တိဝရေဟိ
မဲ့ပေါဖိုးဝင်နိဗ္ဗာန်ကိုမြင်သိစေတတ်သည်သုတိမသုတ်တံကဲ့သို့သောမြတ်သောတရားဒေသနာရောင်ကြီးတော်တို့ဖြင့်သူဘောတေတိသစ္စာလေးရတရားမြတ်ကိုထွန်းဖောက်သိမြင်စေလည်းရဲ့ကောင်းစွာပွင့်စေတော်မူခဲ့လေပြီဗျာပိတက္ကိတင်နေသသောလောကတာတခွေဝဲသူမတူသောသီလသမာဓိပညာဂုဏ်တကကြောင့်မြမပုံတိုင်းပြလိုက်ကြောကြထင်ရှားတော်မူပေထသောဒီလောကေကိစ္စကုံမြမနတ်လူသုံးပုံသူတို့၏တလုံးတည်သောမျက်စိတပွဲဖြစ်တော်မူပေထသောဒုက္ခမသဟနံမဟာပထဝီမြေကြီးနှင့်တူစွာသိခံနိုင်ခဲ့သောအရာကိုသိခံတော်မူတတ်သောမဟေတိသီလခန္ဓာသမာဓိခန္ဓာပညာခန္ဓာဝိမု ക്തി ခန္ဓာဝိမု ക്തി ဉာဏတတ္တခန္ဓာဒီဟုသောဂုဏ်ကျေစုအထုတော်ကိုစေပူရှာမည်လက်ကျက်တော်မူပြီးသောဓမ္မုနေတကံထိုဖရာဒီဟုသောနေမင်းကိုအဟံတရားဟောတရားနာဟုခေါ်ဆိုသမုတ်အပ်သောတပိတော်သည်နမမိကာယဝစီမနောချီလည်းရဲ့ယင်းစလီရောကျိုလက်ဆက်ပြထိမှမိုး၍ရှေကိုဥညွတ်ပါ၏မြတ်စွာဘုရားဒီသုတိမသုတ်တံကိုဒီနေ့ဟောကြားဖို့ဦးစဉ်ရွေးချယ်လိုက်တာဤရွယ်ချက်ကလေး၅ခုလောက်တော့ရှိပါတယ်နော်နံပါတ်1ဝိပဿနာအရာမှာအတိတ်နှင့်အနာဂတ်ကိုရှုဖို့မြတ်စွာဘုရားကိုယ်တော်တိုင်ဟောကြားချက်ရှိသလားဒီပြဿနာကတစ်ခုနံပါတ်2အတိတ်အနာဂတ်ကိုရှုခြင်းဒီဝိပဿနာနဲ့ဘာမှမဆိုင်ဘူးလို့တချို့ပြောကြတယ်အတိတ်အနာဂတ်ရှုခြင်းဒီဝိပဿနာနဲ့သက်ဆိုင်မှုရှိသလားမရှိဘူးလားဒီပြဿနာကတရားနံပါတ်3အတိတ်အနာဂတ်ကိုဝိပဿနာအရာမှာရှုတဲ့အခါအဘိညာဉ်ရမှသာရှုနိုင်တယ်အဘိညာဉ်မရရင်မရှုနိုင်ဘူးလို့တချို့ဒီလိုပြောတယ်ဝိပဿနာအရာမှာအတိတ်အနာဂတ်ကိုရှုခြင်းဒီအဘိညာဉ်နဲ့သက်ဆိုင်မှုရှိသလားမရှိဘူးလားဒီပြဿနာကတစ်ခုနံပါတ်4အတိတ်အနာဂတ်ကိုရှုနေတဲ့အချိန်အခါမှာအနုမာနမှန်းဆလို့သာရှုလို့ရတယ်ပစ္စယခတက်ရဲ့အပြင်ဘယ်လိုမှရှုလို့မရဘူးလို့တချို့ဒီလိုပြောကြတယ်ဝိပဿနာအရာမှာအတိတ်အနာဂတ်ကိုရှုတဲ့အချိန်ခါအနုမာနမှန်းဆပြီးတော့ပဲရှုရမှာလားသို့မဟုတ်ပစ္စယခကိုယ်တိုင်မျက်မှောက်ထွန်းဖောက်သိမြင်အောင်ရှုရမှာလားဒီပြဿနာကတစ်ခုနံပါတ်5ဝိပဿနာအရာ၌အတိတ်အနာဂတ်ကိုမရှုရင်မဖို့နိဗ္ဗာန်ရမလားမရဘူးလားဒီပြဿနာကတစ်ခုပေါင်းလိုက်တော့ပြဿနာဘယ်နှခုလဲ5ခုအဲ့ဒီပြဿနာ5ခုကိုဒီသုတိမသုတ်တံတစ်ခုကြီးကဒိုင်ခံပြီးဖြည့်ရှင်းတွေးမှဖြစ်တဲ့အတွက်ဒီနေ့ဦးဇင်းဒီမှုတော်ကံကြီးစီတော်အတွင်းဓမ္မဗုဒ္ဓအဖြစ်ဟောကြားတဲ့နေရာမှာသုတိမသုတ်တံကိုဟောဖို့ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်နော်ကဲတရားဏိဒန်းစကားဒီလောက်နဲ့ထားပြီးတော့သုတိမသုတ်တံစတင်ပြီးနာကြားကြည့်ကြရအောင်ဧကံတမယံဘဂဝါရာဇဂဟေဝိဟာရတိဝေလူဝနေကလန္တခနိဝါပိဧကံတမယံအခါတပတ်၌ဘဂဝါဘုံတော်၆ဆုံးတကောကုံနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည်ကလန္တကနိဝါရာဇဂဟေရသကြောမျိုး၏အနိ၌ကလန္တကနိဝါပေရှင်းတဲ့တို့ကိုအစာကျွေး၍မွေးမြူရာဖြစ်သောဝေလူဝနေဝေလူဝံကျောင်းတော်၌ဝိခရတိတရင်သုံးစံနေတော်မူစေဖြစ်ပေ၏သုတိမသုတ်တံဖြစ်ပေါ်လာတဲ့အချိန်ကိုရှင်အနန္ဒကိုရောမြတ်ကဏိဒန်းတွေ့ပြီးတော့လျှောက်ထားတဲ့စကားတစ်ခုဖြစ်ပါတယ်မြတ်စွာဘုရားတခင်ရာဇဂုံမြတ်ဝေလူဝံကျောင်းတိုင်း၌တရင်သုံးစံနေတော်မူခဲ့ဒီသုတိမသုတ်တံဖြစ်ပေါ်လာတယ်ဒီနာခောပနာတမယေနဘဂဝတကတောဟောတိပရုကတောမဏိတောပုစီတောပစီတောလာဘိစီဝရပိဏ္ဍပတ္တသေနသန္တာကိလန္တာပစ္စယဝိသစ္စပရိခါရဏံဘေကုတံကောပိတကတောဟောတိပရုကတောမဏိတောပုစီတောပစီတောလာဘိစီဝရပိဏ္ဍပတ္တသေနသန္တာကိလန္တာပစ္စယဝိသစ္စပရိခါရဏံဒီနာခောပနာတမယေနထိုချင်းခါ၌ကဘဂဝါဘုံတော်၆ပါးတခင်ဘုရားရှင်သည်တကတောအယုအတေပြုခြင်းခံရသည်ကရုကတောကြောက်ထီးကဲ့သို့အလေးပြုခြင်းခံရသည်မာနိတောအမြန်တို့ခံရသည်
ပူဇီတော်ပစ္စည်းလေးပြဖြင့်အပူဇော်ခံရသည်အပစီတော်ယုတ်တိကျွလွမှုကိုခံရသည်အပစီတော်ယုတ်တိကျွလွမှုကိုခံရသည်ဟောတိဖြစ်၏ဇီဝရပိဏဘာဒသေနတနာကိလနာပြည့်စရာပဋိစ္စပရိခါရဏသံဃာဆွမ်းကြောင်းသူနာ၏အထောက်အပံ့အတ္တိအယံတအကာကွယ်ဖြစ်သောစိပ္ပစ္စည်းပရိခရာတို့ကိုလာပြီးရလေရှိသည်ဟောတိဖြစ်၏ဘိက္ခုတံကောပိဘုရားရှင်၏တပိသာဝကဖြစ်တော်မူသောဘိက္ခုတံဃာသည်လည်းပဲသက္ကတောအယောသေးပြုခြင်းခံရသည်ကရုကတောကြောက်ထိကဲ့သို့အလေးပြုခြင်းခံရသည်မာနီတော်အမြန်တို့ခံရသည်ပူဇီတော်ပစ္စည်းလေးပြဖြင့်အပူဇော်ခံရသည်အပစီတော်ယောသေးကျွနုမှုကိုခံရသည်ဟောတိဖြစ်၏ဒီပိဏဘာဒသေနတနာကိလနာပစ္စယပိဋိစ္စပရိခါရဏသံဃာဆွမ်းကြောင်းသူနာ၏အထောက်အပံ့အတ္တိအယံတအကာကွယ်ဖြစ်သောစိပ္ပစ္စည်းပရိခရာတို့ကိုလာပြီးရလေရှိသည်ဟောတိဖြစ်၏လာဘက်ကပတ္တယတ္တကပတ္တလလဘမှာအထွတ်ထိပ်သို့ရောက်တော်မူနေတဲ့အချိန်အချွေရန်ပရိသတ်ကြော်စောမှုဂုဏ်သတင်းတွေအထွတ်ထိပ်ရောက်နေတော်မူတဲ့အချိန်ဖြစ်ပါတယ်လေးတင်ချင်းနဲ့ကဘာတသိန်းတိုင်းတိုင်းဖြည့်ဆည်းမှုထားတဲ့ပါရမီတော်တွေကစုပြုံပြီးအလူအယက်အကျိုးပေးနေတဲ့အချိန်လည်းဖြစ်ထိုအချိန်မှာမြတ်စွာဘုရားနဲ့ဘုရားရှင်၏တပိသသာဝကတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်သက္ကတအယောသေးပြုခြင်းခံရတဲ့ဂရုကတစိတ်ထဲမှာလည်းကြောက်ထီးကိုအလေးကရုပြုတ်တယ်လို့သိပြီးရိုးရိုးသေးသေးလေးလေးစားစားနဲ့အမတန်အလေးကရုပြုနေကြတယ်အလေးကရုပြုခြင်းကိုလည်းခံယူနေရတယ်မာနိတစိတ်ထက်ကလည်းသိပြီးအမြန်တို့ခံနေရတယ်ယဟန်တန်ဃာကိုပဲဖြစ်စေဘုရားကိုပဲဖြစ်စေစိတ်ကတဲ့အခါမှာမလိုခြင်းလိုခြင်းနဲ့စိတ်ကတဲ့ပုံစံမျိုးမဟုတ်ဘူးအမတန်မြန်လို့စွာဖြင့်စိတ်ကနေတဲ့အချိန်ဖြစ်ပူဇိတပစ္စည်းလေးပါးဖြင့်လည်းအပူဇော်ခံနေရတယ်အပစိတယောသေးကျွနုမှုကိုခံရရတယ်ဘယ်လိုယောသေးကျွနုမှုလဲလို့မေးရင်ဘုရားရှင်ကိုမြင်တဲ့အခါမှာပဲဖြစ်စေယဟန်တန်ဃာတွေကိုမြင်တဲ့အခါမှာပဲဖြစ်စေယထာစီလံယထာဘောကချက်ချင်းဆင်းလိုက်တယ်ဥထုပ်တေထီတွေဆောင်းလာရင်ဥထုပ်တေထီတွေကိုချက်ချင်းရုပ်သိမ်းလိုက်ဥထုပ်ကိုချွတ်ချလိုက်တယ်ထီကိုရုပ်လိုက်တယ်ဖဏကိုချွတ်လိုက်တယ်လမ်းမှာဆိုလို့ရှိရင်လမ်းဖယ်ပြီးပေးလိုက်တယ်မတ္တရပြီလဲဦးချီတဲ့ထိုင်ပြီးရှိခိုးကြတယ်စသည်ဖြင့်ဒီလိုရိုသေကျွန်းမှုတွေပြီးမတော်တဆအိမ်မော်ကနေဘုရားရှင်ကိုလှမ်းမြင်လိုက်မယ်ဆိုလို့ရှိရင်ထိုင်နေရာကထပြီးရိုသေပြီးတယ်ဘုရားရှင်ကြွလာရင်နေရာဖယ်ပြီးတယ်လမ်းမှာဘုရားရှင်တွေတကွသုံးဖို့ရဟန်းတန်ဃာတွေတွေ့မယ်ဆိုလို့ရှိရင်လမ်းဖယ်ပြီးတယ်စသည်ဖြင့်ရိုသေကျွန်းမှုတွေကိုလည်းခံရဆွမ်းတန်ဃာကြောင်းစေဆိုတဲ့ပစ္စည်းလေးပါးတို့ဖြင့်လည်းရိုးရိုးသေးသေးပူဇော်ကြတယ်လတ်လဘတွေကလည်းသိပေါ်များနေတဲ့အချိန်ဖြစ်တယ်ပါရမီတော်တွေကစုပြုံပြီးအကျိုးပေးတိုက်ဖြစ်ပါတယ်တစ်ဖက်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုဖြစ်နေလဲဒီညာတိတ္တိယပါဏပရိပါဇကအတ္တကတဟွန်တိအကရုကတအမဏိတာအဘုဇိတာနလာဘိနောစီဝရပိဏပါဒသေနသနခိလနာပစ္စယပိဋိစ္စပရိခါရဏံဉ္ညတိတ္တိယပါဏပရိပါဇကသာသနာတော်ဤပြင်ပအယူဆရှိကြကုန်သောပြပိုက်တို့မှာမူကားအတ္တကတအယုအသေးပြုခြင်းမခံကြရကုန်သည်အကရုကတကြောက်ဖြစ်ကဲ့သို့အလေးပြုခြင်းမခံကြရကုန်သည်အမာနိတာအမြန်တို့မခံကြရကုန်သည်အဘုဇိတအဘုပစ္စည်းလေးပြဖြင့်အပူဇော်မခံကြရကုန်သည်အနပ္ပစိတာယောတိကျွန်းတို့မှုကိုမခံကြရကုန်သည်ဟွန်ဒီဖြစ်ကြလေကုန်၏ဇီဝရပိဏဗတ္တတေနတနာခိလနာပစ္စယပိဋိစ္စပရိခါရဏံသံဃာဆွမ်းကြောင်းသူနာ၏အထောက်အပံ့အတ္တ၏အယံတအကာကွယ်ဖြစ်သောစိပ္ပစ္စည်းပရိခရာတို့ကိုနလာဘိနောရလေမရှိကြကုန်သည်ဟွန်ဒီဖြစ်ကြလေကုန်၏သာသနာတော်ရဲ့ပြင်ပအယူဆရှိကြတဲ့ဒိဋ္ဌိပရပိုက်တွေကိုကြည့်လိုက်မယ်ဆိုရင်အယုဒေပြုခြင်းလည်းမခံကြရဘူးကြောက်ထီးကဲ့သို့အလေးကရုအပြုခြင်းလည်းမခံကြရဘူးဉာဏ်တို့မှုကိုလည်းမခံယူကြရဘူးပစ္စည်းလေးပြဖြင့်ပူဇော်မှုတွေကိုလည်းမခံကြရဘူးယုဒေကျွန်းမှုတွေကိုလည်းမခံကြရဘူးတန်ခါဆွမ်းကြောင်းစိတ်ပစ္စည်းလေးပါတို့ဖြင့်လည်းပေါ်ပေါ်များများသိမရှိကြဘူးလက်လဘသိမရွှင်ကြဘူးအဲဒီလိုမရွှင်တော့ဘာဖြစ်လာသလဲဒီနာခောပါဏသမယနာသုတိမောပရိပါဇကောရာဇကဟေပတိဝတ္တိမဟာတိယပရိပါဇကပရိသယတတ္တိဒီနာခောပါဏသမယနာထောအခါ၌က
သူတိမောပရိဘာဇကောသူတိမပရပိုက်တိသာဇကထေယဇကြုံမြို့၌မဟာတရားပရိဘာဇကပရိသယများလာစွာသောပရပိုက်ပရိသနှင့်တတ်တဲ့အတုတကဝဝိဟရတိတရင်သုံးစံနေစေဖြစ်ပေ၏တစ်ဖက်ကိုကြည့်လိုက်မယ်ဆိုရင်ထိုချိန်မှာသူတိမပရပိုက်ကလည်းတစ်ဖက်သူတိမပရပိုက်ရဲ့တပည့်သာဝကဖြစ်ကြတဲ့ပရပိုက်တော်တော်ခံများများနဲ့သူကရာဇကြိုးမှာမှီတင်းနေထိုင်တဲ့အချိန်တစ်ခုဖြစ်တယ်။အဲဒီလိုမှီတင်းနေထိုင်တဲ့အချိန်အခါမှာဘာဖြစ်လာလဲသူတိမပရပိုက်ရဲ့တပိသာဝကတွေကစည်းဝေးပြီးတိုင်ပင်ကြတယ်။ဘယ်လိုတိုင်ပင်ကြတယ်လဲဆိုတော့အေဟိတောအောသောသူတိမဓမ္မနေကောဓမ္မေပြမစရိယံစရဓမ္မနေကောဓမ္မေပြမစရိယံစရတွန်ဓမ္မပရိယဘုနှိတဝအမေဝစေယတိတန်ဓမ္မပရိယဘုနှိတဝဝိနာပါတိတမတန်ဓမ္မမယံပရိယပတန်ဓမ္မမယံဩဂနိတဝဝိနာပါတိတမယောမယံပိသက္ကတာဘဝေဓမ္မကရုကဓမ္မနိတာဘုဇိတပါတိတလာဘိနောဇိဝရပိဏပါဒသေနသနာကိလနာပစ္စယပိသစ္စပရိခါရဏံအာဟုသောသူတိမငါချင်းသူတိမအေဟိလာပါလော့တွင်တင်သည်သမဏေဂေါရမေရှင်ဂေါရမဤထံ၌ဇမစရိယမြတ်သောအကျင့်ကိုစရာကျင့်ကြံကြုံကိုပွားများအထုတ်ပါသူတိမရဲ့ပရပိုက်ပရိသတ်တွေကသူတိမကိုခေါ်ပြီးတောင်းဆိုကြတယ်ကဲငါရှင်သူတိမလာပြီးတော့သင်ယဟန်ဂေါရမထံမှာတွားပြီးဇမစရိယလို့ခေါ်တဲ့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်လို့ခေါ်ဆိုအပ်တဲ့သိက္ခာ၃ရပ်အကျင့်မြတ်ကိုတွားပြီးကျင့်ပါလို့ဒီလိုတိုက်တွန်းကြတယ်ဘာကြောင့်ဒီလိုတိုက်တွန်းရတယ်လဲဆိုတော့ရည်ရွယ်ချက်ကလေးရှိပါတယ်။မြတ်စွာဘုရားလက်လာဘအထွတ်ထိပ်ရောက်နေတာဒီမြတ်စွာဘုရားရှင်ကိုတော်တိုင်ကကဝိသစ္စာပညာရှိတွေထဲမှာအသာဆုံးအမြတ်ဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ဥတ္တမကဝိလို့ခေါ်တဲ့အမြတ်ဆုံးပညာရှိသူတော်ကောင်းကြီးဖြစ်နေတဲ့အတွက်မိမိရဲ့တပိသာဝကတွေကိုအကောင်းဆုံးဖြစ်တဲ့ကျမ်းဂန်စာပေတွေကိုသေချာကြကြနတ်နတ်သင်ပေးပြီးဒီစာပေကျမ်းဂန်တွေဖြင့်တပည့်ပရိသတ်ကိုရစ်ပတ်နှောင်ဖွဲ့ပြီးထားတယ်။တပည့်ပရိသတ်ကလည်းမိမိတို့ဆိုင်ရာတရားဓမ္မအသီးသီးကိုဒီတရားတွေကိုတစ်ဆင့်ပြန်ပြီးဟောကြားပြတာဆိုဆုံးမှနေတဲ့အတွက်ဒီတပိသာဝကတွေကလည်းရှင်ဂေါရမရဲ့သာသနာမှာသိပြီးကြီးညိုနေကြတာဖြစ်တယ်။ကြီးညိုလေးစားတဲ့အတွက်ရှင်ဂေါရမသာသနာမှာပစ္စည်းလေးပြဖြင့်ပေါ်များနေခြင်းဖြစ်တယ်လို့သူတို့ကယုံကြည်ကြတယ်။ဒီလိုယုံကြည်ချက်ရှိတော့ရှင်ဂေါရမထံမှာတွားပြီးတရားလေ့လာဖို့ရအတွက်သူတို့ကဆန္ဒရှိကြတယ်။အဲဒီလိုဆန္ဒရှိတော့ဒီရှင်ဂေါရမထံမှာတရားတွားလေ့လာရင်ဘယ်သူတော်မလဲလို့ကြည့်လိုက်တော့သူတို့ရဲ့ဆရာတဆူအဖြစ်တင်ထားတဲ့ဒီသုတိမပရပိုက်ကဝေဒကျမ်းနေမှာပါရဂုံမြောက်နေတဲ့တကယ်ဗန္ဒီကြီးတူဖြစ်ပါတယ်။ညာအမတန်ထက်ဒီလိုညာအမတန်ထက်မြက်တဲ့သုတိမပရပိုက်ကိုရှင်ဂေါရမထံမှာတွားပြီးတော့တရားသင်ယူခိုင်းမယ်ဆိုလို့ရှိရင်ခက်မြန်မြန်တတ်လာမယ်ခက်မြန်မြန်တတ်လာခဲ့ရင်ဘာလုပ်မလဲအာဟုသောသူတိမငါရှင်သူတိမအေဟိလာပါလော့တွင်တင်သည်သမဏေဂေါရမေရှင်ဂေါရမရဲ့ဌာနဇမစရိယံသီလသမာဓိပညာကိုခေါ်ဆိုအပ်တဲ့သိက္ခာ၃ရပ်အကျင့်များကိုစရကျင့်ကြံကြုတ်ကိုပွားများအထုတ်ပါရှင်ဂေါရမထံမှာတင်သွားပြီးသိက္ခာ၃ရပ်အကျင့်များကိုကျင့်ပြီးရင်ဘာလုပ်မလဲတန်ဓမ္မအမေဝါစေယတိတွင်တင်သည်တန်ဓမ္မထိုတရားကိုပရိယာဘုံတိတော်တင်ယူပြီးအာမေငါတို့ကိုဝါစေယတိတဖန်ပို့ချတင်ကြပါလောရှင်ဂေါရမဓမ္မသင်္ကတရားတွေခမ်းမြန်မြန်တတ်အောင်သင်ပြီးလာပါသင်ပြီးလို့ရှိရင်သင်္ကတို့ကိုတဖန်ထပ်ပြီးတော့ပို့ချပေးပါဓမ္မယံဓမ္မဩဂနိတဝါပိဟိနဘာဒိတမမယံငါတို့သည်တန်ဓမ္မထိုတင်ကိုယ်တိုင်ပြန်၍တင်ကြပေးတဲ့တရားဒေသနာတော်ကိုဩဂနိတဝါတဖန်တင်ယူကြကုန်ပြီး၍ဒီနလူတကာတကမတို့အပါဠိတော်မှာဟောကြားပြသကြပါကုန်အံ့သင်္ကတို့ကိုပြန်ပြီးပို့ချမယ်ဆိုရင်သင်ပို့ချတဲ့တရားတွေကိုတို့ကတဆင့်လူတွေကိုပြန်ပြီးသင်ပေးကြမယ်ဟောပြကြမယ်ဟောပြလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဧဝမယံပိတက္ကတဝိဓမ္မကရုကတမဏိတပုဇိတာပတိတာလာပြီးနောစီရဗိနာပါတသေနတနာကိလနာဖြစ်ကြဝိတိစ္စပရိခါရဏဧဝဤကဲ့သို့ဟောပြခဲ့ပြီးရှိတော့မယံပိငါတို့သည်လည်းပဲတက္ကတာအယုသေးပြုခြင်းခံကြရကုန်သည်ကရုကတာအလေးစားအလေးပြုခြင်းခံကြရကုန်သည်မာနိတအမြတ်တို့ခံကြရကုန်သည်ပုဇိတာပစ္စည်းလေးပြားဖြင့်အပူဇော်ခံကြရကုန်သည်အပ္ပစီတာယုသေးကျွန်းမှုကိုခံကြရကုန်သည်ဘုရားမဖြစ်ကြပါကုန်အံ့
ဇီဝရာပိဏပါတာသေနာသနာကိလနာပစ္စယပိသစ္စပရိခါရဏံသံဃာဆွမ်းကြောင့်သူနာ၏အထောက်အပံ့အတည်းအယန္တအကားကွယ်ဖြစ်သောစေပစ္စည်းပရိက္ခရာတို့ကိုလာဝိဇာယလေးရှိကြကုန်သည်လိဘွိဓမ္မာဖြစ်ကြပါကုန်အံသင်ပို့ချပေးတဲ့တရားတွေကိုတို့ကသင်ပြီးတဲ့အခါမှာလူတွေကိုတို့တစ်ခါပြန်ပြီးတို့ကဟောမယ်ဘယ်လိုဟောမလဲဆိုရင်တို့ရည်ရွယ်ချက်ကတော့ရှင်ဂေါတမထံမှာသင်လာတဲ့တရားတွေနဲ့တို့မူလအယုစဖြစ်တဲ့တရားတွေဒီနှစ်ခုပေါင်းစပ်ပြီးလူတို့ကိုဟောလိုက်မယ်ဆိုရင်တို့လည်းပဲအယုဒိပြုခံရတဲ့ပုဂ္ဂိုလ်အလေးစားပြုခံရတဲ့ပုဂ္ဂိုလ်အမြတ်တို့ခံရတဲ့ပုဂ္ဂိုလ်ပစ္စည်းလေးပြဖြင့်အပူဇော်ခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြလိမ့်မယ်။ယုဒိကျွလွန်မှုကိုခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြလိမ့်မယ်။တန်ခါးဆွမ်းကြောင်းသေးဆိုတဲ့ပစ္စည်းလေးပါရလွယ်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြလိမ့်မယ်လို့သူတို့ဒီလိုယုံကြည်ကြတယ်။ဒီစကားလေးကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့လေဦးဇင်းတို့ဗုဒ္ဓဘာသာတဲ့ကနော်ကောင်းမွန်နေတဲ့အချက်အလက်တော်ခံများများဟာတခြားဘာသာတွေထဲမှာဘယ်ပုံဘယ်နည်းပြန့်နှံ့သွားတယ်ဆိုတာတော့ဒီကကြီးတွေလွယ်လွယ်နဲ့သဘောပေါက်နိုင်လိမ့်မယ်ထင်တယ်နော်အထူးသဖြင့်၅ပါးသီလကျင့်ဝတ်နဲ့ပတ်သက်တဲ့တချို့ကျင့်ဝတ်တွေအပြည့်အစုံမဟုတ်တော့လဲအနောက်တိုင်းအထူးသဖြင့်ပညာရှင်များသုတေသနပုဂ္ဂိုလ်တွေကတော့ခရိယာဘာသာထဲမှာပြန့်နှံ့နေတဲ့တချို့သင်ကြားချက်တွေဟာဗုဒ္ဓဘာသာမှာကူးချထားတာပါဆိုပြီးသူတို့ဒီလိုခရဲရဲပဲပြောနေကြနော်မေတ္တာအကြောင်းတွေလည်းဆွေးနွေး၎င်းပဲဖြစ်ပါတယ်နော်ဘယ်ပုံဘယ်နည်းပြန့်နှံ့သွားတယ်ဆိုတာလေးတွေကတော့ဦးဇင်းတို့ရှင်းပေါ်နေတဲ့ဘာသာတွေကကောင်းမွန်တဲ့အချက်သို့မဟုတ်သူတို့ကြိုက်နှစ်တဲ့အချက်ကလေးတွေကိုသူတို့ဘာသာတဲ့သူတို့ဆွဲထည့်တဲ့သဘောလေးဟာရှေ့တဲ့ကအစဉ်အလာတစ်ခုရှိတယ်လို့ဒါမှန်းလို့ရတယ်နော်အဲဒီလိုစုပေါင်းတိုင်ပင်ပြီးတော့သုတိမပရပိုက်ကိုအကြံဉာဏ်ပေးလိုက်တဲ့အခါသုတိမပရပိုက်ကဘာပြောလဲဧဝမဟုသောကောင်းမြင်ငါတင်လို့ဆိုပြီးဝန်ခံတယ်ဝန်ခံပြီးတဲ့အခါကျတော့သူကစဉ်းစားတယ်ရှင်ဂေါတမရဲ့ထံမှာသွားပြီးတရားသင်မယ်ဆိုရင်ရှင်ဂေါတမထံမှာလွယ်နဲ့သွားသင်လို့တော့မရနိုင်ဘူးရှင်ဂေါတမမှာဗုဒ္ဓကိစ္စလို့ခေါ်တဲ့လုံငန်းကိစ္စတွေကတိတ်များတာဖြစ်တယ်ဒီတော့တရားကိုခက်မြန်ခက်လဲလဲနဲ့ဂုံစင်အောင်သင်ယူနိုင်ရင်ဘယ်လိုပုဂ္ဂိုလ်ထံချင်းကပ်ပြီးသင်ရင်တော်မလဲသူကစဉ်းစားကြည့်ရှင်သာရိပုတ္တရာမထေရမြတ်ဆိုရင်ဝိပဿနာလက္ခဏာအရာမှာဤတည်းရတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်မောဂလကိုရောမြတ်ကြီးကတော့တမာတိအရာမှာဤတည်းရတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်မာဂတဗကဒုတိယအရာမှာဤတည်းရတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ရှင်အနုရုဒ္ဓကဒီပဇက်ကိုဝိညာယမှာဣတိရရတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အရှင်ဘုံနာမထေရကဓမ္မဂတိကယာမဣတိရရတော်မူတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ရှင်ဥပါလိမထေရကဝိနိယမှာဣတိရရတော်မူတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။သူတို့ထံချင်းကသင်မယ်ဆိုရင်လည်းကိုယ်စင်အောင်လွယ်လွယ်နဲ့သင်လို့တတ်မြောက်ဖို့လွယ်လွယ်လေးရက်တူတူနဲ့မလွယ်ဘူး။ရှင်အနန္ဒကိုရောမြတ်ကတော့ဓမ္မဗန္ဒာဂါရိကတရားဗန္ဒာစုလည်းဖြစ်တယ်တိပိဋကတရပိဋကသုံးမှုကိုအာဂုံဆောင်နေတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်မြတ်စွာဘုရားပဲတရားပဲဟောသူ့ကိုအကုန်ပြန်ပြီးဟောကြားထားတဲ့အတွက်တရားအလုံးကိုသူကစိုးပိုင်နေတဲ့ဓမ္မဗန္ဒာဂါရိကပုဂ္ဂိုလ်ကြီးလည်းဖြစ်တယ်ဤတဲ့ငါးတန်ရထားပြီးတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဘုရားရှင်ထံမှာဆုရှိပါးကိုရထားပြီးတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်ဒါကြောင့်ရှင်အနန္ဒထံမှာချင်းကပ်ပြီးတော့ဒီတရားဒေသနာတော်တွေကိုသင်ယူမယ်ဆိုရင်တော့လွယ်လွယ်နဲ့ရနိုင်တယ်လို့သူကသဘောပေါက်တယ်ဒီစကားရကလေးကိုကြည့်မယ်ဆိုရင်ပေါ့လေဒီသုတိမတုတ်တံပေါ်လာတဲ့အချိန်ဒီရှင်အနန္ဒဣတိတဲ့၅တန်ရထားပြီးတဲ့အချိန်မှလို့သိရတယ်ရှင်အနန္ဒဣတိတဲ့၅တန်ရတာအထူးသဖြင့်ဥပဒကလို့ခေါ်တဲ့အလုံကျွေးရာတုဣတိတဲ့ရတာဒီမြတ်စွာဘုရားဝါ20ကျော်တဲ့အချိန်ခါလောက်မှရတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီသုတိမသုတ်တံဒီမြတ်စွာဘုရားဝါ20ကျော်ရဲ့နောက်ပိုင်းလောက်မှဖြစ်ပေါ်လာတဲ့သုတ်တံလို့တော့မှန်းလို့ရတယ်အဲဒီလိုရည်ရွယ်ချက်နဲ့စဉ်းစားလိုက်ပြီးတဲ့အခါရှင်အနန္ဒကိုရောထံမှာချင်းကပ်ပြီးတော့တရားသင်မယ်ဆိုပြီးတော့သူကရှင်အနန္ဒကိုချင်းကပ်ရှင်အနန္ဒနဲ့ဝမ်းမြောက်ဝမ်းသာစကားတွေပြောဆိုပြီးတဲ့အချိန်ခါမှာရှင်အနန္ဒကိုသူကဘာတယောက်ထားလဲဣဇာမဟာအာဟုသောအနန္ဒဣမသမီဓမ္မဝိနယေပြမစရိယစရိတောအာဟုသောအနန္ဒငါကျင်အနန္ဒဟံဃာတိဣမသမိဓမ္မဝိနယေဤဓမ္မဝိနယကိုခေါ်ဆိုအပ်တဲ့သာသနာတော်များအတွက်၌ပြမစရိယသီလသမာဓိပညာဟုခေါ်ဆိုအပ်တဲ့သိက္ခာ300အကျင့်များကိုစရိတုံးကျင့်ကြံကြိုးကိုပွားများအထောက်ခြင်းကအိသာမြအလိုရှိပါ၏ငါကျင်အနန္ဒငါဟာဒီဓမ္မဝိနည်းလည်းခေါ်ဆိုအပ်တဲ့သာသနာတော်တွင်မှာသီလသမာဓိပညာဆိုတဲ့သိက္ခာ300အကျင့်များကိုကျင့်ကြံကြိုးကိုပွားများအထောက်ခြင်းပါတယ်ဆိုပြီးတော့ရှင်အနန္ဒကိုလျှောက်ထားတယ်အဲဒီတော့လျှောက်ထားတဲ့အချိန်ကမှရှင်အနန္ဒကိုတော်မြတ်ကစဉ်းစားတယ်ဘယ်လိုစဉ်းစားလဲတ
ဒီတုတိမပရပိုက်ဒီရာဇကြိုမှာခိုင်းเสียတခုအဖြစ်ဝန်ခံပြီးတော့ပရပိုက်အယံတစ်ခုမှာတိတပရပိုက်တစ်ပြက်သာဝကတိနဲ့နေနေတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ဒီပုဂ္ဂိုလ်သာသနာဝင်လာအဟာသာသနာတော်ကိုလက်လက်ပါမရအောင်နှောက်ရက်ဖြစ်စီလို့တဲ့ရည်ရွယ်ချက်ဒီပဲရှိနေသလားသို့မဟုတ်ဘယ်လိုရည်ရွယ်ချက်များရှိသလဲသူ့ရဲ့အတွင်းဣဇ္ဇာပြဓာတ်ခံကိုငါတော့ကုန်းစင်အောင်မသိနိုင်ဘူးဒါကြောင့်ဒီပုဂ္ဂိုလ်ကိုငါဘုရားထံခေါ်တော့မှတော်မယ်လို့သဘောပေါက်ပြီးတော့သုတိမပရပိုက်ကိုခေါ်ပြီးတော့မြတ်စွာဘုရားထံသွားမြတ်စွာဘုရားကိုယုတိသာရှိခိုးတင့်နေလျောက်ပတ်တဲ့တဏှာမှာထိုင်ပြီးတော့မှမြတ်စွာဘုရားကိုသူကလျောက်ထားတယ်ဘယ်လိုလျောက်ထားလဲအယံဗန္တိသုတိမောပရိပါဇကောဧဝမဟာဣဇာမဟာအာဟုသောအာနန္ဒဣမသမိဓမ္မဝိနည်းပြမစရိယစရိတုံမြတ်စွာဘုရားဒီသုတိမပရပိုက်ကတော့ငါရှင်အာနန္ဒာငါဒီဓမ္မဝိနည်းလို့ခေါ်ဆိုရတဲ့ဒီသာသနာတော်အတွင်းမှာသီလဓမ္မနဲ့ပညာခေါ်ဆိုအပ်တဲ့သိက္ခာ300အကျင့်မြတ်ကိုကျင့်ကြံကြိုးကိုပွားများအထောက်လိုပါတယ်လို့လာပြီးတော့ပြောနေပါတယ်မြတ်စွာဘုရားဆိုပြီးလျှောက်ထားဒီလိုလျှောက်ထားလိုက်တဲ့အချိန်ကမှမြတ်စွာဘုရားကသုတိမပရပိုက်ဒီခိုင်းเสียတဆုအဖြစ်ဝန်ခံနေတဲ့ပုဂ္ဂိုလ်တူသာသနာတော်တွင်ဝင်ရောက်ပြီးရှင်ဟန်ပြုခြင်းနဲ့ဆိုတော့ဘယ်လိုရည်ရွယ်ချက်နဲ့ရှင်ဟန်ပြုခြင်းတာလဲငါဘုရားကိုကြည်ညိုလို့ရှင်ဟန်ပြုခြင်းတာလားသို့မဟုတ်ငါဘုရားရဲ့တပိသာဝကတွေကိုကြည်ညိုလို့ရှင်ဟန်ပြုခြင်းတာလားသို့မဟုတ်ငါဘုရားဤတရားငါဘုရားတပိသာဝကတွေဟောတော်မူတဲ့တရားဒေသနာတော်အပေါ်၌ကြီးညိုလို့ရှင်ဟန်ပြုကျင်တာလားဒီသုံးချက်လှမ်းကြည့်လိုက်တော့တစ်ချက်မှမတွေ့ဘုရားကိုကြီးညိုလို့သာသနာဝင်ရောက်ပြီးရှင်ဟန်ပြုကျင်တာလည်းမဟုတ်ဘူးဘုရားရှင်ဤတပိသာဝကကိုကြီးညိုပြီးရှင်ဟန်ပြုကျင်တာလည်းမဟုတ်ဘူးဘုရားရှင်ဤတရားဘုရားရှင်တပိသာဝကတွေဟောကြားတော်မူတဲ့တရားဒီတရားတော်ကိုကြီးညိုလို့ရှင်ဟန်ပြုကျင်တာလည်းမဟုတ်ဘူးဘာရည်ရွယ်ချက်နဲ့ရှင်ဟန်ပြုကျင်တယ်ဆက်ကြည့်လိုက်တော့ဓမ္မထင်ကတရားခိုးမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်သာသနာတော်သို့ဝင်ရောက်ပြီးရှင်ဟန်ပြုကျင်တာဖြစ်တယ်သိပြီကဲတရားခိုးခြင်းလို့သာသနာပေါင်းကိုဝင်ရောက်ပြီးရှင်ဟန်ပြုတယ်ဆိုရင်ရှေ့ဆက်ဘာဖြစ်နိုင်တယ်လဲလမ်းပြီးမြတ်စွာဘုရားဉာဏ်တော်ဖြင့်ကြည့်တော်မူလိုက်တဲ့အခါဒီသာသနာတော်မှာဝင်ရောက်ပြီးရှင်ဟန်ပြုခဲ့ပြီးနောက်ပေါပေါရောက်ရောက်ကြိုးစားအားထုတ်လိုက်မယ်ဆိုရင်2ရက်3ရက်အတွင်းမှာယဟန္တာဖြစ်တော်မယ်လို့မြတ်စွာဘုရားမြင်တော်မူတယ်နော်အဲ့ဒီလိုယဟန္တာဖြစ်တော်မယ်ဆိုတာမြင်တော်မူတဲ့အတွက်မြတ်စွာဘုရားကရှင်အာနန္ဒကိုရောမြတ်ကိုဗာအမင်းရှိလိုက်လေဒီနာဟာအနန္တသုတိမပပသေထအာနန္ဒจิตအာနန္ဒจิနာတိထို့သောဖြစ်ပါမူကားသုတိမပရပိုက်ကိုပပသေထရှင်ဟန်ပြုခဲ့ပြလိုက်ကြပါကုန်ကဲจิตအာနန္ဒဒီလိုဆိုရင်သုတိမပရပိုက်ကိုရှင်ဟန်ပြုပေးလိုက်ဆိုပြီးမြတ်စွာဘုရားခွင့်ပြုလိုက်ဒီနေရာမှာဥစဉ်တော့သိက္ခာပုဒ်တစ်ခုရှိတယ်ဒီလိုသာသနာတော်ပြင်ပအယူဆရှိတဲ့ဝါဒတစ်ခုခုမှာဝင်ရောက်ပြီးရှင်ဟန်ပြုမှုတဲ့ပုဂ္ဂိုလ်များဥစဉ်တော့သာသနာတော်တွင်တော့ဝင်ရောက်ပြီးရှင်ဟန်ပြုမယ်ဆိုရင်တိဋ္ဌိယပရိဝါဒလို့ခေါ်တဲ့ပြိဝတ်ဆောက်တည်ပြီးနေရတဲ့ကျင့်ဝတ်တစ်ခုရှိအဲ့တိဋ္ဌိယပရိဝါဒကတော့ဘာလို့ရတယ်လို့မေးရင်တော့အထူးသဖြင့်ပန္နတင်ကလို့ခေါ်တဲ့ဖြူစင်းနဲ့ဝုဖြူစင်းကျဲအထူးသဖြင့်ခုကလည်းဖိုးသူတော်တွေနဲ့ခတ်ဆင်ခြင်းလို့ယူဆရတယ်နော်အဲ့ဒီလိုဝုဖြူစင်းကျဲတွေဝတ်ပြီးတော့သာသနာတော်မှာတိဋ္ဌိယပရိဝါဒအရာကျင့်ရမယ်ကျင့်ဝတ်ကလေးတွေတည်တံ့ပြညတ်ထားတာရှိပါတယ်နော်အဲ့ဒီကျင့်ဝတ်တွေကို၄လပတ်လုံးကျင့်ရပါတယ်၄လပတ်လုံးကျင့်လိုက်လို့သာသနာတော်မှာရှိနေတဲ့ယဟန်တန်ဃာတော်များကသူ့အပေါ်ကျင့်တတ်ပြီဆိုမှရှင်ဟန်ပြုခွင့်ပေးရတယ်ဒါမြတ်စွာဘုရားသိက္ခာပုဒ်တစ်ခုပြညတ်ထားတယ်ခုသုတိမပရပိုက်သာသနာဝင်ရောက်ပြီးရှင်ဟန်ပြုတဲ့အချိန်ခါမှာဒီသိက္ခာပုဒ်ပြညတ်ပြီးဗလားမပြီးသေးသလားဆိုတော့အတိအကျဒီမှာဖော်ပြထားတာမရှိဘူးနော်သို့တော်လည်းသိက္ခာပုဒ်ပြညတ်ပြီးပြင်ဖြစ်တော်လည်းပဲဘုရားရှင်တို့မြည်ဒီမှာအရဟတဖို့2ရက်3ရက်အတွင်းရနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရင်တော့ခွင့်ပြုမြဲဓမ္မတာပါနော်ခွင့်ပြုတဲ့နဲ့မပြုတဲ့ဘူးဆိုတာကတော့ဘုရားရှင်အပေါ်မှာမူတည်နေတယ်ဘာဖြစ်လို့လဲတရားကိုဘုရားရှင်ကသာပိုင်ဆိုင်တာဖြစ်တယ်နော်ဒါကြောင့်ဘုရားရှင်ကခွင့်ပြုလိုက်ပြီဆိုရင်မြည်သည့်သာဝကတဦးမျှလည်းကန့်ကွက်ခွင့်မရှိပါဘူးဒါကြောင့်ဘုရားရှင်ခွင့်ပြုချက်ရပြီဆိုတာနဲ့ရှင်အနန္ဒကိုရောမြတ်ကဘာလုပ်လိုက်လဲရှင်ဟန်ပြုပေးလိုက်ပြီရှင်ဟန်ပြုပေးလိုက်တော့ဘာဖြစ်လဲအထာအလထာကောအတမအလထာကောသုတိမောပရိပါဒကောဘဂဝတောတန်တိပြေပပိစ္ဆံအလထဥပသံပရံသုတိမောပရိပါဒကောသုတိမောပရပိုက်တိဘဂဝတောမြတ်စွာဘုရားဤတန်တိကေထံတော်မောက်၌ပပိစ္ဆံရှင်အဖြစ်ကိုအလထာခောရသည်သာလင်ဒီဥပသံပဒံယဟံပဇင်အဖြစ်ကိုအလထာခောရသည်သာလင်ဒီရှင်လည်းဖြစ်သွားပြီယဟန်လည်းဖြစ်သွားပြီရှင်ဟန်ဖြစ်သွားပြီတဲ့အချိန်ဘာဖြစ်လာသလဲဆိုတော့ဦးဇင်းတို့ထိုနှစ်ဝါတွင်မတိုင်မီလေးဝါမဆိုခင်မှာပဲယဟန်တော်ခံများများမြတ်စွာဘုရားထံမှာကမ္မထံတရားတွေယူကြတယ်ကမ္မထံတရားတွေသင်ယူပြီးတော့တင့်တယ်နဲ့လျှောက်ပတ်တော်တစ်ခုမှသွားပြီးယဟန်တရားများပွားများအထောက်ကြထို
ထိုနှစ်ထိုဝါတွင်ယဟန်တရားတွေဘုရားထံမှာကမ္မထံယူလာပြီးယဟန်တရားတွေပေါ်ပြအထုတ်လိုက်ကြတာထိုယဟန်တော်အလုံးထိုဝါတွင်မှာပဲယဟန်တာဖြစ်သွားတော်မူကြပါတယ်ယဟန်တာဖြစ်သွားတဲ့အတွက်ဝါကျွတ်တဲ့အချိန်ခါမှာမိမိတို့ရထားပြီးဖြစ်တဲ့အရဟတဘုကိုလည်းဘုရားရှင်အားလျောက်ထားရန်ရည်ရွယ်ချက်တစ်ခုဘုရားရှင်အားလည်းဖူးမြော်ကြော့ရန်ဆိုတဲ့ရည်ရွယ်ချက်ကတစ်ခုဒီရည်ရွယ်ချက်နှစ်ခုဖြင့်သရင်ကျော်လပြည့်နေဘောရဏပြုပြီးတဲ့အခါကျောင်းအိယာနေရာတွေကိုတော်ပြီးသိသိပြီးတော့မြတ်စွာဘုရားသရင်သုံးတော်မူရာဖြစ်တဲ့ရာဇဂိုမြို့ဝေလုံကျောင်းတိုက်ကိုဆက်ရောက်လာကြပါတယ်ခရီးထွက်ခဲ့နော်ခရီးထွက်ခဲ့တော့မြတ်စွာဘုရားသရင်သုံးရာဝေလုံကျောင်းတိုက်ကိုရောက်ရှိလာကြတယ်ရောက်လာပြီးတဲ့အချိန်ကမှဒုရဟန်းတော်တွေကလည်းမြတ်စွာဘုရားထံသွားဖူးမြော်ကြော့ပြီးတဲ့အခါမိမိတို့အရဟတဖို့ရကြောင်းဒီနာဇာတိတပိတော်တို့ပရိသန္တိနေဖို့ကုံပါပြီးဝုတိတဗြဟ္မစရိယဒီသာသနာတော်မှာကျင့်သုံးတဲ့ကျင့်သုံးတိုက်တဲ့မေဃဗြဟ္မစရိယလို့ခေါ်တဲ့အကျင့်တွေကိုတပိတော်တို့ကျင့်ကြည့်ပါပြီကတံကရဏိယဒီသာသနာတော်မှာပြုတဲ့ပြုတတ်တဲ့ယဟန်တို့လှုပ်တဲ့လှုပ်တတ်တဲ့လုပ်ငန်းကိစ္စရတဲ့တပိတော်တို့ပြုလုပ်ပြီးပါပြီနာဗရဣဒ္ဓတရားဒီပဇာနာတိဒီမဲ့ညာဘုံညာရရှိရဲ့အတွက်နောက်တစ်ခါတပိတော်တို့ပြုလုပ်ခွင့်ကိစ္စမရှိတော့ပါဘူးဘုရားစသည်ဖြင့်သူတို့ဘုရားရှင်အားအရဟတကိုရာကြောင်းလျှောက်ထားကြအဲဒီလိုလျှောက်ထားပြီးတဲ့သတင်းကိုရှင်သုတိမာကလည်းကြားတယ်။ဘာဖြစ်လို့သူကကြားတယ်လို့မင်းရင်လည်းသူကသာသနာတော်မှာဝင်ပြီးတရားခိုးမယ်ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဝင်လာတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ယဟန်စုမြင်ပြီဆိုရင်သူကသွားသွားပြီးနားဆွင့်တတ်တဲ့သဘောရှိတယ်။နားဆွင့်လိုက်တဲ့အခါမှာဒီယဟန်ဒီတစုဒီယဟန်တစုဟာမြတ်စွာဘုရားထံမှာအရဟတဖို့ရာကြောင်းလာရောက်ပြီးလျှောက်ထားကြတယ်ဆိုတာသူကသိလိုက်တဲ့အချိန်ခါမှာသူစိတ်ထဲဘယ်လိုရည်ရွယ်ချက်ဒီဖြစ်ပေါ်လာလဲသူရည်ရွယ်ချက်ဖြစ်ပေါ်လို့ပေါ်လာပုံကိုနိဒာနဝကတန်ရုပ်ထကရာဇာမျက်နှာ116မှာသူကဖော်ပြထားတယ်ဘယ်လိုဖော်ပြထားလဲပညာနာမဣမံသမိန်သာသနေပရမပမနန္တရဗုဒ္ဓအာစိယမုဋ္ဌိမြင်ကြီးဘဝိတ္တိပုစိတဝနံဇာနိတမိဉာဏနာမအရဟတဖို့မြည်တိကဣမသမိသာသနေဤသံဃာတော်များအတွင်း၌ပရမပမာဏလွန်မြတ်သောအတိုင်းတပမာဏရှိသည်သာရဗုဒ္ဓနှင့်သာရဖြစ်၍ဖြစ်သည်အာစရိယမုဋ္ဌိဆရာရဲ့လက်စုပ်လက်ကင်တရားဒီဘဝိတ္တိမြင်ကြီးဖြစ်အောင်တကားပုစိတဝါစုံစံမင်းမြန်းပြီး၍နံထိုအကြောင်းကိုဇာနိတမိသိအောင်လုပ်ပေအံအရဟတဖို့ဆိုတာဒီသံဃာတော်မှာအမြတ်ဆုံးအတိုင်းတာပမာဏရှိတဲ့တရားတစ်ခုဖြစ်လိမ့်မယ်သာသနာတော်ရဲ့အနှစ်သာရတစ်ခုလည်းဖြစ်လိမ့်မယ်သာသနာတော်ရဲ့ဆရာဒီလက်ဆုပ်လက်ကင်ထားတဲ့တရားတစ်ခုလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီအကြောင်းကိုငါသိအောင်လုပ်မယ်သွားစုံစမ်းမေးမြန်းပြီးတော့သိအောင်လုပ်မယ်လို့ဒီကဒီလိုဆုံးဖြတ်ချက်ချလိုက်အဲဒီလိုဆုံးဖြတ်ချက်ချပြီးတဲ့အခါအဲ့ဒီဟန္တာမထေရမြတ်ကြီးတွေထံချင်းကဝမ်းမြောက်ဝမ်းသာစကားတွေပြောဆိုပြီးတဲ့အချိန်ခါကျတော့မှသူကဒီဟန္တာမထေရမြတ်ကြီးတွေကိုမေးအရှင်ဘုရားတို့တရားမြတ်စွာဘုရားထံမှာခိနာဇတိပရိသန္တိနေမှုဂုံပါပြီဝုတိတဗြဟ္မစရိယမေတ္တိဟုသောအကျင့်ကိုကျင့်သုံးပြီးပါပြီကတံကရဏီယမဂ္ဂိစ္စတွေကိုပြုလုပ်ပြီးပါပြီနာဗရဣဋ္ဌတရားဒီပဇာနာတိဒီမဂ္ဂိစ္စအလုံငန်းတော့တပတ်ပြုပါကိစ္စမရှိတော့ပါဘူးဆိုပြီးမြတ်စွာဘုရားထံမှာအရဟတဖို့ရာကြောင့်လျှောက်ထားကြတယ်ဆိုတဲ့ဒီသတင်းစကားလေးမှန်ပါသလားဆိုပြီးတော့မေးလိုက်တဲ့ချိန်ကမှဒီဟန္တာမထေရမြတ်ကြီးတွေကဘာပြန်အမေးရှိလဲဧဝမဟုသောမှန်ပါတယ်ငါရှင်မေးလိုက်တဲ့အချိန်ခါမှာသုတိမအရှင်သုတိမကဒီဟန္တာမထေရမြတ်ကြီးတွေကိုသူကဘာပြန်မေးလဲကဲအရှင်ဘုရားဒီလိုဆိုလို့ရှိရင်ဒီလိုအရဟတဘုကိုသိတော်မူမြင်တော်မူလဲမူတယ်လို့ဝန်ခံတော်မူကြတဲ့အရှင်ဘုရားတို့ဟာဣဋ္ဌိဝိဒအဘိညာဉ်တကုအမျိုးမျိုးကိုသုံးဆောင်ခံစားနိုင်ကြပါသလားဖန်ဆင်းနိုင်ကြပါသလားရှေ့မှာတဏှာကနေပြီးတော့ကွယ်လာပြီးရှေ့မှာဘွားကနေလာပြီးပေါ်ပြီးပြနိုင်ကြပါသလားတဏှာမှာငုတ်ဒီရှေ့မှာပဲပြောင်းခုချက်ချင်းပြောက်ွယ်သွားပြီးတဏှာမှာဘွားကနေသွားပေါ်ပြီးပြနိုင်ကြပါသလားတပါးတည်းဖြစ်လျက်အများကြီးဖြစ်အောင်အများကြီးဖြစ်လျက်တပါးတည်းဖြစ်အောင်တကုဖန်ဆင်းပြီးပြနိုင်ကြပါသလားတိုင်းတစ်ဖက်နာယတစ်ဖက်တောင်တစ်ဖက်ကိုကောင်းငင်မှာသွားတယ်လို့ညိကတွေ့တာမှုမရှိပဲထွန်းဖောက်ပြီးသွားနိုင်ကြပါသလားမြေကြီးထဲမှာလည်းငုတ်လိုက်ရေထဲမှာငုတ်တယ်လို့ပေါ်တယ်လို့မြေကြီးထဲလည်းမြေရှို့မိုးပြန်ပြီးသွားနိုင်ကြပါသလား
ရေပေါ်မှာလဲမြေပေါ်မှာသွားတယ်လို့မကွဲပဲရေပေါ်မှာလျှောက်ပြီးသွားနိုင်ကြပါသလားကောင်းကင်မှာလဲတင်မလင်ခွေထိုင်ပြီးအတောင်ရှိတဲ့ငှက်တွေလို့ဈဉ္ညာကြွနိုင်ကြပါသလားသမတတကောကြီးမှနေတဲ့ဒီလတွေနေတွေကိုလက်ဖြင့်သုံးသပ်ကိုင်းတွယ်ဆုံးနေနိုင်ကြပါသလားဗြဟ္မပြည်တိုင်အောင်မိမိတို့ရဲ့အလိုဆန္ဒအတိုင်းလိုက်ပါအောင်ပြုလုပ်နိုင်ကြပါသလားစသည်ဖြင့်ဣတိဝိဒအဘိညာဉ်နဲ့သက်ဆိုင်တဲ့မေခွန်းတွေမေးအဲဒီလိုမေးလိုက်တဲ့အချိန်ခါမှာလဲဒီဟန္တာမထေရကြီးတွေကဘာပြန်ပြီးအမေးရှိလဲနောဟိတအာဟုသောငါရှင်တို့ဟာအဲ့ဒီလိုဣတိဝိဒအဘိညာဉ်တကောအမျိုးမျိုးကိုသုံးဆောင်ခံစားနိုင်တဲ့ဝင်စားနိုင်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ကြပါဘူးဆိုပြီးဒီလိုပြန်အဖြေပေးတယ်နော်ယဟန္တာဖြစ်တာဒီဣတိဝိဒအဘိညာဉ်နဲ့သက်ဆိုင်လားမဆိုင်ဘူးနော်ဒါနည်းနည်းလေးမှတ်ထားကြကဲနောက်တစ်ခုသူကဆက်ပြီးတယ်ကဲဒီလိုဆိုရင်ယဟန္တာဖြစ်တဲ့အရဟတပုဂ္ဂိုလ်သိတော်မူမြင်တော်မူတယ်လို့ဝန်ခံနေတဲ့အရှင်ဘုရားတို့တခေဟာနတ်တို့ရဲ့နားနဲ့တူတဲ့ဒိဗ္ဗသောတာအဘိညာဉ်ဖြင့်အဝေးအနီးမှာရှိနေတဲ့လူသားတွေနတ်တန်တွေအကုန်လုံးကြားနိုင်ကြပါသလားလို့ဒီမေးခွန်းမေးအဲဒီလိုမေးတဲ့အခါမှာလဲဒီဟန္တာမထေရကြီးတွေကဘာပြန်ဖြေလဲနောဟိတံအာဟုသောငါရှင်မကြားနိုင်ဘူးတို့ဒိဗ္ဗသောတာအဘိညာဉ်လည်းမရဘူးလို့ပြန်ဖြေနံပါတ်2ခုရှိသွားပြီနော်ကဲနောက်နံပါတ်3အနေနဲ့တခါဆက်ပြီးမေးတယ်ကဲဒီလိုအရဟတပုဂ္ဂိုလ်သိတော်မူမြင်တော်မူတယ်လို့ဝန်ခံတော်မူကြတဲ့အရှင်ဘုရားတို့တည်းဟာမိမိရဲ့စိတ်ဖြင့်သူတို့ဘာရဲ့စိတ်ကိုပိုင်းခြားပြီးသိကြပါသလားဂါဂနဲ့တကွဖြစ်တဲ့စိတ်ကိုဂါဂကင်းနေတဲ့စိတ်ကိုဒေါသနဲ့တကွဖြစ်တဲ့စိတ်ကိုဒေါသကင်းနေတဲ့စိတ်ကိုမောဟနဲ့တကွဖြစ်တဲ့စိတ်ကိုမောဟကင်းနေတဲ့စိတ်ကိုခိဏမိတ်တာနဲ့တကွဖြစ်နေတဲ့ကျင်းမြောင်းတဲ့စိတ်တွေဩဒိသနဲ့အတူတကွဖြစ်နေတဲ့ပြန့်လွင်နေတဲ့စိတ်တွေဇန်သမဘနဲ့ရှင်နေတဲ့ဇန်သမဘစိတ်တွေဇန်သမဘမဟုတ်တဲ့စိတ်တွေစသည်ဖြင့်အဲ့သူတို့ဘာရဲ့စိတ်ကိုမိမိတို့ရဲ့စိတ်ဖြင့်ပိုင်းခြားပြီးသိပါသလားဆိုပြီးဒီလိုမေးအဲ့ဒီလိုမေးတဲ့အချိန်ခါမှာလဲယဟန္တာမထေရကြီးတွေကဘာပြန်ပြီးအဖြေပေးကြတယ်နောဟိတံအာဟုသောတို့အဲ့ဒီသူတို့ဘာရဲ့စိတ်ကိုပိုင်းခြားပြီးသိတတ်တဲ့ပရစိတဝိဇ္ဇနာအဘိညာဉ်လည်းတို့မရပါဘူးမိမိရဲ့စိတ်ဖြင့်သူတို့ဘာရဲ့စိတ်ကိုလည်းတို့ပိုင်းခြားပြီးမသိဘူးလို့ဒီလိုပြန်ပြီးအဖြေပေးနော်ဒါဖြင့်ယဟန္တာဖြစ်တဲ့ဒီပရစိတဝိဇ္ဇနာအဘိညာဉ်နဲ့ကသက်ဆိုင်လားမသက်ဆိုင်ဘူးနော်ဒါစကားတစ်ခုမှတ်ထားနောက်တစ်ခါနံပါတ်4အနေနဲ့ဆက်ပြီးမေးပြန်တယ်ကဲအရှင်ဘုရားတို့ဒီလိုအရဟတပုဂ္ဂိုလ်သိတော်မူမြင်တော်မူတယ်လို့ဝန်ခံတော်မူကြတဲ့အရှင်ဘုရားတို့တပည့်ဟာပုဗ္ဗေနိဝါဒလို့ခေါ်ဆိုအပ်တဲ့ရှင်းတဲ့နေမှုတဲ့ခန္ဓာအစဉ်ကိုအစဉ်လျောက်ပြီးအောက်မေ့နိုင်တဲ့ဉာဏ်တွေကိုရှိပါသလားတဘဝနှစ်ဘဝသုံးဘဝလေးဘဝငါးဘဝဆယ်ဘဝဘဝ20ဘဝ30ဘဝ40ဘဝ50ဘဝ100ဘဝအထောင်ဘဝအတောင်အသိတောင်းတများစွာသောတောင်းတကတ္တိဖြစ်ကတ္တိပြက်ကတ္တိဖြစ်ပြနေတဲ့ကတ္တိအဲ့ဒီလိုကကဘာလေးကိုလှမ်းပြီးတော့အရှင်ဘုရားတို့အောက်မေ့နိုင်ကြသလားသိကြပါသလားအာဤဘဝမှာဖြင့်ငါရဲ့နာမည်ကဘယ်လိုငါရဲ့အမျိုးနွယ်ကဘယ်လိုငါရဲ့ရုပ်အဆင်းကဘယ်လိုငါသုံးဆောင်ခဲ့ရတဲ့အစာအာဟာရတွေကဘယ်လိုငါရဲ့ချမ်းသာမှုဆင်းရဲမှုတွေကဘယ်လိုခံစားခဲ့ရတဲ့ငါရဲ့သက်တမ်းဟာဘယ်လောက်ရှိတယ်စသည်ဖြင့်စနစ်တကျသိပါသလားအဲ့ဒီဘဝကသုတေပြီးနောက်ဘဝတစ်ခုရောက်တယ်နောက်ဘဝတစ်ခုမှလည်းရုပ်ဆင်းကဘယ်လိုရှိတယ်နာမည်ကဘယ်လိုရှိတယ်အမျိုးနွယ်ကဘယ်လိုရှိတယ်စားသုံးရတဲ့အစာအာဟာရတွေကဘယ်လိုရှိတယ်ခံစားခဲ့ရတဲ့ဒုက္ခဒုက္ခဝေဒနာတွေကဘယ်လိုသဘောရှိတယ်အတ္တပိုင်းခြားကဘယ်လိုသဘောရှိတယ်လို့အတိအကျသိပါသလားအဲ့ဒီဘဝကသုတေပြီးတော့အခုဒီဘဝရောက်လာတယ်ဒီဘဝရောက်တော့လည်းဘယ်ပုံပဲနည်းဖြစ်နေတယ်ဆိုတဲ့အတိတ်ကြောင့်ဇလန်းတွေကိုအရှင်ဘုရားတို့ဂုဏ်စင်အောင်သိပါသလားလို့အဲ့ဒီလိုမေးခွန်းတစ်ခုမေးအဲ့ဒီလိုမေးတဲ့အချိန်ခါမှာလည်းဒီယဟန္တာမထေရကြီးတွေကဘာပြန်ပြီးအမေးရှိတယ်နောဟိတံအာဟုသောတို့ပုဗ္ဗေနိဝါဒလောတတိအဘိညာဉ်ဖြင့်ရှေ့ဘဝများစွာကိုသင်ပေးတဲ့အတိုင်းပြန်လီအောက်မေ့နိုင်တဲ့ဉာဏ်စွမ်းမရှိပါဘူးလို့ဒီလိုပြန်ဖြေတယ်ပုဗ္ဗေနိဝါဒအဘိညာဉ်ရလားမရဘူးနော်ဒီတော့ပုဗ္ဗေနိဝါဒအဘိညာဉ်ရမှသာလေအတိတ်နဲ့အနာဂတ်ကိုရှုရမယ်ရှုနိုင်တယ်လို့တချို့ပြောတယ်နော်အဲ့ဒီစကားဒီပုဗ္ဗေနိဝါဒအဘိညာဉ်ရတယ်ဒီယဟန္တာမထေရကြီးတွေမှာပုဗ္ဗေနိဝါဒအဘိညာဉ်ရတယ်မရဘူးလားမရဘူးနော်အဲ့ဒါလေးတော့သိချင်မှတ်တာကဲနောက်တစ်ခုဆက်ပြီးတယ်နံပါတ်5ကဲဒီလိုဆိုရင်အရှင်ဘုရားတို့အရဟတပုဂ္ဂိုလ်သိတော်မူမြင်တော်မူတယ်လို့ဝန်ခံတော်မူကြတဲ့အရှင်ဘုရားတို့တည်းဟာနတ်မျက်စိနဲ့တူတဲ့လူတို့ရဲ့မျက်စိကိုသာလုံနေတဲ့နတ်မျက်စိနဲ့တူတဲ့ဒိဗ္ဗဇက်ကိုအဘိညာဉ်ဖြင့်သုတိပြီးကွယ်လွန်သွားကြတဲ့တတ္တဝါတွေပရိသတ်တွေဒီနေဆက်ဖြစ်နေတဲ့တတ္တဝါတွေ
ရုပ်ညာနဲ့ဘုံဘဝတို့ရောက်သွားတဲ့တ attva တွေမွန်းမြတ်တဲ့ဘုံဘဝတို့ရောက်သွားတဲ့တ attva တွေဒုက္ခတိဘုံဘဝရောက်သွားတဲ့တ attva တွေဒုက္ခတိဘုံဘဝရောက်သွားတဲ့တ attva တွေအစင်းထားတဲ့တ attva တွေအစင်းမလားတဲ့တ attva တွေစသည်ဖြင့်အဲ့ဒီတ attva တွေကိုအရှင်ဘုရားတို့နတ်မျက်စိနဲ့လှမ်းဒိဗ္ဗစကုအဘိညာဉ်ဖြင့်လှမ်းကြည့်မြင်ပါသလားဟာဒီတ attva တွေကတော့ကာယဒုစရိုက်နဲ့ပြည့်စုံကြတယ်ဝစီဒုစရိုက်ကြီးနဲ့ပြည့်စုံကြတယ်မနောဒုစရိုက်ကြီးနဲ့ပြည့်စုံကြတယ်အဲ့ဒီလိုဒုစရိုက်တရားတွေနဲ့ပြည့်စုံပြီးတဲ့အတွက်ပြည့်စုံရုံနဲ့မဟုတ်ဘူးအရိယာပုဂ္ဂိုလ်တို့ဘယ်လိုဆွဆွတတ်တယ်ကြရတတ်တယ်ရှုံးချတတ်တယ်မိစ္ဆာဒိဋ္ဌိဆိုတဲ့မှားရင်ဖောက်ပြန်နေတဲ့အယူဝါဒတွေလည်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်တွေဟာတည်ပြီးတဲ့နောက်အဘဒုက္ခတိတို့ရောက်ကြတယ်တခြားပုဂ္ဂိုလ်တွေကြတော့ကာယဒုစရိုက်တရားနဲ့ပြည့်စုံတယ်ဝစီဒုစရိုက်ခြင်းနဲ့ပြည့်စုံတယ်မနောဒုစရိုက်တရားတွေနဲ့ပြည့်စုံတယ်ဘုရားစားရှိတဲ့အရိယာသူတော်ကောင်းတွေကိုမဆွဆွဲကြဘူးမကြရကြဘူးမရှုံးချကြဘူးသမ္မာဒိဋ္ဌိလို့ခေါ်ဆိုရတဲ့မှန်ကန်တဲ့အယူဝါဒတွေလည်းရှိကြတယ်အဲ့ဒီလိုကောင်းသောသုတ္တတရားတွေနဲ့ပြည့်စုံပြီးကောင်းမွန်မှန်ကန်တဲ့သမ္မာဒိဋ္ဌိအယူရှိတဲ့ပုဂ္ဂိုလ်တွေကြတော့ကောင်းရာဒုက္ခတိဘုံဘဝသို့ဆက်ရောက်ကြတယ်အဲ့ဒီလိုရောက်သွားဘုံတွေကိုဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်အရှင်ဘုရားတို့လှမ်းမြောက်ကြည့်မြင်ပါသလားလို့ဒီလိုမေးခွန်းတစ်ခုမေးတယ်နော်အဲ့ဒီမေးခွန်းမေးတဲ့အချိန်ခါမှာလည်းဒီယဟနာမထေရမြတ်ကြီးတွေကဘယ်လိုအမိန့်ရှိလဲနောဟေတအာဟုသောတို့ဒီဒိဗ္ဗစက္ခုအဘိညာဉ်လည်းမရပါဘူးဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်အဲ့ဒီလိုလဲလှမ်းမြင်နိုင်တဲ့တ attva တွေကိုတို့မမြင်ပါဘူးကောင်းရတုဂတိရောက်သွားတဲ့တ attva တွေမကောင်းတဲ့ဘုံဘဝရောက်သွားတဲ့တ attva တွေကိုတို့မမြင်ပါဘူးလို့ပြန်ပြီးအဖြေပေးတယ်နော်ဒီစကားလေးကိုကြည့်မယ်ဆိုလို့ရှိရင်တော့သုတိမပရပိုက်ဒီကံကံရဲ့အကျိုးတရားကိုယုံကြည်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့မယူဆနိုင်ဘူးလားယူဆသူကဒီလိုမေးနေတာကိုကနော်မကောင်းတဲ့ဒုစရိုက်တွေဖြစ်ခြင်းရင်မကောင်းတဲ့ဘုံဘဝရောက်တယ်ကောင်းတဲ့ဒုစရိုက်ကြတွေကိုဖြစ်ခြင်းရင်ကောင်းတဲ့သုဂတိဘုံဘဝတို့ရောက်တယ်အဲ့ဒီလိုတ attva တွေကိုအရှင်ဘုရားတို့မြင်ပါသလားလို့မေးရင်သူကဒီယုံကြည်ချက်ကလေးရှိတယ်ဆိုတာခံမလို့မရဘူးလားရပါတယ်နော်ဒါကြောင့်သူဟာကမ္မဝါဒီပရပိုက်တူဖြစ်ပါတယ်နော်သူကသတ္တရဒိဋ္ဌိအယူဆရှိတဲ့ပုဂ္ဂိုလ်တူလည်းမဟုတ်ပါဘူးဥစ္စေရဓမ္မလည်းမဟုတ်ပါဘူးနော်အဲ့ဒီလိုမဟုတ်တဲ့အတွက်ကြောင့်လည်းသာသနာတော်သို့ဝင်ရောက်ပြီးသူအရှင်ရန်ပြုနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်ကမ္မဝါဒီပုဂ္ဂိုလ်တူတော့ဖြစ်တယ်သာသနာတော်တွင်ယဟန်မဟုတ်ပြီပဲလို့သူကကမ္မဝါဒီပုဂ္ဂိုလ်တူဖြစ်တယ်လို့ခံမှန်းလို့ရတယ်နော်ကဲနောက်တဲ့နံပါတ်6မေးခွန်းတစ်ခုသူပြန်မေးပြန်တယ်ကဲဒီလိုဆိုလို့ရှိရင်အရှင်ဘုရားတို့ဟာအရဟတဖို့ကိုသိတော်မူမြင်တော်မူတယ်လို့ဝန်ခံနေကြတယ်အရှင်ဘုရားတို့တထွေဟာတန်တငြိမ့်သက်တဲ့အာယုန်တွေကလည်းငြိမ့်သက်တယ်ဇန်အင်္ဂါတွေကလည်းဥပက္ခဧကဂရဆိုတော့သိငြိမ့်သက်တယ်နော်အဲ့ဒီလိုငြိမ့်သက်အေးမြတဲ့ရူပဇန်တွေကိုကျော်လွန်ပြီးအရူပဇန်တွေကိုရရှိကြပါသလားရူပဇန်က၄ပါးဆိုတော့ဦးဇင်းတို့သတုတ်ကဏီသုတ်တန်ဤနဲ့ပြောရင်နော်ပရမေဇန်ဒုတိယဇန်တတိယဇန်သရုတ်ထဇန်ဆိုတဲ့ရူပဇန်က၄ပါးအရူပဇန်ကလည်း၄ပါးပေါင်းလိုက်တော့သမာဘ၈ပါးပါပဲဒီသမာဘ၈ပါးတွေကိုအရှင်ပြတော့ဝင်စားနိုင်ပါသလားရရှိကြပါသလားလို့မေးအဲဒီလိုမေးလိုက်တဲ့အချိန်ခါမှာလည်းဒီယဟန္တာမထေရမြတ်ကြီးတွေကဘာပြန်ပြီးဖြစ်လဲနောဟိတံအာဟုသောငါရှင်တို့အဲ့ဒီသမာဘ၈ပါးကိုလည်းမရကြဘူးဝင်လည်းမဝင်စားနိုင်ပါဘူးဆိုပြီးပြန်အဖြေပေးနော်သူမေခွန်းကဘယ်နှချက်ဖြစ်တော့လဲ6ချက်နော်အဲ့ဒီမေခွန်း6ချက်မေးပြီးတဲ့အချိန်ခါကျတော့မှသုတိမပရပိုက်ကနောက်ဆုံးသူပါမေးလဲဣဒ္ဓဒါနိအာယတမန္တောဣဒ္ဓဒါနိအာယတမန္တနာအာယတမန္တောဣတိသဝေယအာယတမန္တာဣဒ္ဓဒါနိအာယတမန္တောဣတိသဝေယကရဏဣမေတိသဓမ္မနံအတ္တမဗတ္တိကထာနောအာဟုသောဣဒံနောအာဟုသောကထာတိဣဒ္ဓဒါနိအာယတမန္တောဣတိသဝေယကရဏဣမေတိသဓမ္မနံအတ္တမဗတ္တိဣဒံနောအာဟုသောကထာတိအာယတမန္တောအရှင်ဘုရားတို့ဣဋ္ဌဤယာ၌ဒါနိယခုအခါ၌ဣဋ္ဌဤယာ၌ဒုမကံအရှင်ဘုရားတို့ဤဣဒေသဝေယကရဏဤအရတဖို့ရာကြောင့်ဝန်ခံဖြစ်ဆိုလျောက်ကြားချက်ဒီ၎င်းဣမေသင်္သဓမ္မနာဤအဘိညာဉ်တရားသမဘာတရားတို့ဤအဘိညာဉ်တရားသမဘာတရားတို့ကိုအတ္တမပတ္တိသမဝင်စားနိုင်ခြင်းဒီ၎င်းအဋ္ဌိရှိပေ၏အာဟုသောအရှင်ဘုရားတို့ဣဒံဤယန္တာဖြစ်ကြောင်းဝန်ခံဖြစ်ကြအပ်သည်ဖြစ်ပါလျက်ဤအဘိညာဉ်သမဘာတရားတို့ကိုမဝင်စားနိုင်ခြင်းဒီကထာနောအဘိအကြောင်းကြောင့်ပါ၏ဣတိဤသို့ပု္ပ္ပိမင်းမြန်လျောက်ထားလိုက်နေပြီနောက်ဆုံးသူမေးတဲ့မေးခွန်းတစ်ခုနော်အရှင်ဘုရားတို့တထွေယဟန္တာဖြစ်တယ်လို့လည်းတစ်ဖက်ကဖြေကြတယ်တစ်ဖက်ကလည်းအဘိညာဉ်တရားတွေလည်းမရဘူးသမဘာတရား၈ပါးလည်းမရဘူးလို့ဖြေကြတယ်အဘိညာဉ်လည်းမဝင်စားနိုင်ဘူးသမဘာတွေလည်းမဝင်စားနိုင်ဘူးလို့ဖြေကြတယ်ဒါကြောင့်ယဟန္တာဖြစ်ပါလျက်ယဟန္တာလို့ဝန်ခံဖြေကြနိုင်ပါလျက်နဲ့
အဘိညာဉ်တရားသမဘာတရားတို့ကိုမရရှိခြင်းဒီဘယ်လိုအကြောင်းကြောင့်ပါလဲလို့သူကဒီမေးခွန်းတစ်ခုမေးအဲ့ဒီကိုမေးလိုက်တဲ့အချိန်ခါမှာယဟန္တာမထေရမြတ်ကြီးတွေကဘာပြန်ပြီးအဖြေပေးလဲပညာဝိမု ക്ത ခောမယံအာဟုသောတုတိမအာဟုသောတုတိမငါရှင်တုတိမမယံတပိတော်တို့ဒီကပညာဝိမု ക്ത ခောအရတ္တဖို့ပညာတတ်တဲ့ဖြင့်ကိလေသာတို့မှလွန်မြောက်တော်မူခဲ့ကြလေကုန်ပြီဣတိဤသို့ဩဆုံးပြန်လီပဲဖြေချလိုက်ကြကုန်ပြီအရှင်ဘုရားတုတိမတပိတော်တို့တွေဟာအရတ္တဖို့ပညာတတ်တဲ့ဖြင့်ကိလေသာတို့မှလွန်မြောက်တော်မူကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်ဆိုပြီးဒီအဖြေတစ်ခုပေးနော်ဒီတော့ဒီယန္တာမထေရမြတ်ကြီးတွေဒီဇန်သမဘတ်ကိုအခြေခံပြီးမှဝိပဿနာကိုကူးသွားတဲ့ပုဂ္ဂိုလ်တွေဟုတ်သလားမဟုတ်ဘူးနော်သုဒ္ဓဝိပဿနာယာနိကလမ်းကနေအရတ္တဖို့ပေါက်သွားတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်လို့သိရတယ်နော်သုဒ္ဓဝိပဿနာယာနိကလမ်းကနေအရတ္တဖို့ပေါက်သွားခြင်းရင်ဘယ်ပုံပဲနည်းသွားရမလဲဒီနေ့ဦးဇင်းခေါ်ဖို့ရည်ရွယ်ထားပါတယ်နော်ဒါပေမဲ့သူတို့မေကုံမဆုံးသေးဘူးနော်အဲဒီလိုဖြေကြလိုက်တဲ့အချိန်ခါမှာသူတို့ကဒုက္ခဝိပဿနာကဇန်အစေခန်းချောက်နေတဲ့နော်ဇန်အစေခန်းချောက်ပြီးတော့ဝိပဿနာတက်တဲ့ဖြင့်မေဖို့နိဗ္ဗာန်ရသွားတဲ့ပုဂ္ဂိုလ်တွေလို့ဝန်ခံလိုက်တဲ့အချိန်ခါမှာအရှင်တုတိမကဗာဆက်ပြီးတော့လျှောက်ထားလဲနခွာဟံဣမတအာသမတာနတံခိတေနဗာတိတတဝိထာရိနအထံအာဇာနာမိသာတုမေအာယတမံတောတထဗတံတောယထာဟံဣမတအာယတမံတာနတံခိတေနဗာတိတတဝိထာရိနအထံအာဇာနေယံအာတမံတော်အရှင်ဘုရားတို့ဟံဘုရားတပည့်တော်သည်အာတမဒါနအရှင်ဘုရားတို့ဤသံခိတေနာအကျင့်အဖြစ်ဗာတိဣမတာဗာတိတတဤဖြေဆိုချက်ဤအထံအနေအဓိပေကိုဝိထာရေနအကျဝိထာရအဖြစ်နအာဇာနာမိမသိနိုင်ပါဗျာအာတမံတော်အရှင်ဘုရားတို့သာဓုတောင်းမှပါဤမေဘုရားတပည့်တော်သည်ဟံဘုရားတပည့်တော်သည်ယထာအကျင့်တို့သောအချင်းအားဖြင့်အာတမန္တနာအရှင်ဘုရားတို့ဤဣမတာဗတိတတဤဖြေဆိုချက်ဤအထံအနက်ဒိဗ္ဗကိုဝိထာရေနအကျဝိထာရအဖြင့်အာဇာနိယံသိနိုင်ရပါ၏တထထိုဘုရားတပည့်တော်သိနိုင်လောက်သောအချင်းအားဖြင့်မေဘုရားတပည့်တော်အဘာတံတုဟောကြားပြသတော်မူကြပါကုန်ဗျာအရှင်ဘုရားတို့ခက်ချင်းချင်းလေးပညာဝိပုဒ္ဓခေါ်မြန်အောင်တော့တို့ကအရဟတဖို့ပညာတတ်တဲ့ဖြင့်ကိလေသာမှလွတ်မြောက်သွားကြတယ်လို့ခက်ချင်းချင်းလေးဖြေတယ်။အဲဒီလိုအရှင်ဘုရားတို့ချင်းချင်းလေးဖြေလိုက်တဲ့အဖြေစကားရဲ့အနဲ့အဓိပ္ပာယ်ကိုအကျယ်ဝိထာရအပြင်တပည့်တော်နားမလည်ဖြစ်နေပါတယ်။ဒါကြောင့်တပည့်တော်နားလည်လောက်တဲ့ပုံစံအနေထားအပြင်အကျယ်ဝိထာရသိရလေအောင်အရှင်ဘုရားတို့တပည့်တော်အာသနာတော်အပြင်ဟောကြားပြတာပြတော်မူပါဆိုပြီးတောင်းပန်တယ်။အဲဒီလိုတောင်းပန်လိုက်တဲ့အချိန်ကမှယဟန္တာမထေရမြတ်ကြီးတွေကသူ့ကိုဗာပြန်ပြီးအမင်းရှိတယ်။အာဇာနိယတိဝတောအာဟုသောတုတိမာနဝတောအာဇာနိယတိအထာခောပညာဝိမု ക്ത မယံတိအာဟုသောတုတိမငါရှင်တုတိမတွင်တင်သည်အာဇာနိယတိဝတိခြင်းလည်းသိပါစေ။နောဝအာဇာနိယတိမသိခြင်းမူလေးဖြစ်ပါစေ။အထာခောစင်စစ်သောကမယံတပည့်တော်တို့သည်ပညာဝိမု ക്ത အရဟတဘုပညာတတ်တဲ့ဖြင့်ကိလေသာတို့မှလွတ်မြောက်တော်မူခဲ့ကြလေကုန်၏အရှင်ဘုရားသိခြင်းလည်းသိမသိခြင်းလည်းနေပါစေတပည့်တော်တို့တစ်ခေတ်ကတော့အရဟတဘုပညာတတ်တဲ့ဖြင့်ကိလေသာတို့မှလွတ်မြောက်တော်မူကြတဲ့ယဟန္တာတွေဖြစ်ကြပါတယ်ဒီလောက်ပဲဖြစ်ဘာဖြစ်လို့ဒီလိုဖြစ်ရတယ်ဆိုတော့အကြောင်းရှိပါတယ်နော်ယဟန္တာမထေရမြတ်ကြီးတွေကသူ့ရဲ့အစ္ဆာတရားကိုသူကကိုယ်စင်အောင်မသိကြဘူးဒီပုဂ္ဂိုလ်ဟာဘယ်လိုရည်ရွယ်ချက်နဲ့မင်းနေတယ်ဆိုတာသူတို့ကိုယ်စင်အောင်မသိဘူးသူ့ရဲ့အစ္ဆာတရားဓာတ်ခံကိုတော့ဘုရားရှင်ကကိုယ်စင်အောင်သိနိုင်တယ်လို့သူတို့ကနားလည်ဘုရားရှင်လည်းထင်ရှားရှိနေဒါကြောင့်ဒီပြဿနာကိုသူသိကျင်ရင်ဘုရားရှင်ထံသွားမေးခဲ့တော့ဘုရားရှင်ကသူ့အစ္ဆာတရားဓာတ်ခံကိုကြည့်ပြီးတရားဟောလိုက်မယ်ဆိုရင်သူ့အတွက်အကျိုးရှိမယ်လို့သဘောပေါက်တယ်နော်အဲဒီလိုသဘောပေါက်တဲ့အတွက်ကြောင့်သူတို့ကဒီလိုခတ်တူတူဖြေတာဖြစ်ပါတယ်စိတ်တူလို့တော့မဟုတ်ဘူးနော်အဲဒီလိုခတ်တူတူဖြေလိုက်တဲ့အခါကျတော့မှရှင်သူတိမဘာလုပ်တယ်ခမ်းမြန်မြန်နေရာမှာထားပြီးတဲ့အခါမြတ်စွာဘုရားရှိရလို့ကြွပြီးတဲ့အခါအဲဒီယဟန္တာမထေရမြတ်ကြီးတွေနဲ့သူအချီအကျမေးခဲ့တဲ့မေကုံအလုံးစကားအလုံးကိုပြန်ပြီးတင်ပြမြတ်စွာဘုရားအားလျှောက်ထားတယ်
အဲ့ဒီလိုလျောက်ထားတဲ့စကားတွေထဲမှာဘာပါလဲအဘိညာဉ်၅ပါးရသလားမရဘူးလားမေးခွန်းပါတယ်နော်သံသမာဘ၈ပါးရသလားမရဘူးလားမေးခွန်းပါတယ်ဉာဏ်နာမထေရမြတ်ကြီးတွေကလည်းမရကြောင်းအဘိညာဉ်လည်းမရဘူးသံသမာဘလည်းမရဘူးလို့ဝန်ခံကြနော်သံသမာဘလည်းမရပဲအဘိညာဉ်လည်းမရပဲနဲ့ဘယ်လိုပဲပုံပဲနည်းယဟန္တာဖြစ်နေတယ်လို့မေးတယ်ပညာအရဟတဖို့ပညာတတ်တဲ့ဖြင့်အရဟတဖို့ပေါ့မျက်မှောက်ပြုခဲ့ကြတယ်လို့ဒီလိုဖြေတယ်ဒါလူရင်းချက်ပဲနော်အဲ့ဒီအကြောင်းကိုမြတ်စွာဘုရားတင်ပြပြီးလျှောက်ထားလိုက်တဲ့အချိန်ခါမှာမြတ်စွာဘုရားကသုတိမအရှင်သုတိမကိုဗာပြန်ပြီးတော့အမိန့်ရှိတယ်ပုဗ္ဗေခောသုတိမဓမ္မတိတိညာဏပိစ္ဆာနိဗ္ဗာနိညာဏသုတိမခြေသာသုတိမပုဗ္ဗေရှိကာလ၌ဓမ္မတိတိညာဏယုံနာဓမ္မသင်္ခါရတရားတို့၏အနိစ္စဒုက္ခအနတ္တသဘောအဖြစ်ဒီနေခြင်း၌တည်သောဝိပဿနာဉာဏ်သည်ဟောတည်ဖြစ်၏ပိစ္ဆာနောက်ကာလ၌နိဗ္ဗာန်နိဗ္ဗာန်တရားတော်များ၌ဘုဒ္ဓအာယုံပြုသောအဖြစ်ဖြစ်ပေါ်၍လာသောဉာဏမဲ့ဉာဏ်သည်ဟောတည်ဖြစ်၏ရှင်းတတုတိမှာရှေးကာလမှာယုံနာဓမ္မသင်္ခါရတရားတို့၏အနိစ္စဒုက္ခအနတ္တသဘော၌ဒီနေဘုံကိုထွန်းပေါက်ပြီးသိနေတဲ့ဝိပဿနာဉာဏ်တွေကဖြစ်တယ်။နောက်ကာလမှာနိဗ္ဗာန်ကိုအာယုံပြုပြီးဖြစ်ပေါ်လာတဲ့မဲ့ဉာဏ်ကဖြစ်တယ်။ဒီစကားလေးအမင်းရှိနော်။ဒီစကားလေးကတော့နည်းနည်းရှင်းပါတယ်။ရှင်းပေမဲ့လို့အဲ့ဒီစကားကိုတချို့အတိပ္ပယ်အကောက်လွဲကြတယ်။ဘယ်လိုလွဲတယ်ဆိုတော့ဟုတ်လွဲနော်။ခုဒီစကားမှာဝိပဿနာကရှေ့ကဖြစ်တယ်နိဗ္ဗာန်ကနောက်မှဖြစ်တယ်ဒီစကားမျိုးပြောသလားမဟုတ်ဘူးနော်။ဘယ်လိုပြောလဲဝိပဿနာဉာဏ်ကရှေ့ကဖြစ်တယ်နိဗ္ဗာန်ကိုအာယုံပြုပြီးပေါ်လာတဲ့မဲ့ဉာဏ်ကနောက်ကဖြစ်တယ်မဲ့ဉာဏ်ကနောက်ကဖြစ်တယ်လို့ပြောတာနိဗ္ဗာန်နောက်ကဖြစ်တယ်လို့ပြောတာမဟုတ်ဘူးနော်အဲ့ဒါလေးတော့ခွဲခြားပြီးမှဒီစကားကဘာဆိုလိုတယ်လို့ဆိုရင်တော့ဒီနေရာမှာနည်းနည်းလေးဥစဉ်ရှင်းပြမယ်ဓမ္မထိတိတရားဒီကာကတော့ဒီမှာနည်းနည်းလေးဓမ္မထိတိဉာဏ်အကြောင်းရှင်းထားတယ်ဓမ္မထိတိဉာဏ်ကိုဥစဉ်တို့အထက်ကရာကဓမ္မထိတိဉာဏ်နဲ့ဝိပဿနာဉာဏ်နဲ့ဆိုပြီးဒီလောက်ဖွင့်ထားပါတယ်နော်ဒီတော့ဓမ္မထိတိဆိုတာကဓမ္မဆိုတာကဘာကိုဓမ္မလို့ခေါ်လဲလို့မင်းဘုန်းကြီးတို့ဒီဝိပဿနာနယ်ပယ်မှာဓမ္မအရာကယုတ်တရားနံတရားတွေကိုဓမ္မလို့ခေါ်ပါတယ်ဒါဝိပဿနာရဲ့အရှုခံပရမတ္ထဓာတ်သားတွေဟာစိတ်စေတသိက်ယုတ်တရားဆိုပြီးရှိပါတယ်နော်နိဗ္ဗာန်ဒီသရုပ်ထပရမတရားဖြစ်တယ်သရုပ်ထဖြစ်တဲ့ပရမတရားနိဗ္ဗာန်ကိုအလိုရှိတဲ့ပုဂ္ဂိုလ်ဒီစိတ်စေတသိက်ယုတ်လို့ခေါ်တဲ့ပထမဒုတိယတတိယပရမတရားတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာရဲ့သုံးသပ်တင်ပြီးရှုရပါတယ်နော်မှန်ပါဗျာစိတ်စေတသိက်ကနံတရားယုတ်ကယုတ်တရားပေါင်းလိုက်တော့ယုတ်နဲ့နံပဲအဲ့ဒီယုတ်နဲ့နံဆိုတဲ့တရားတွေကိုဓမ္မလို့ခေါ်တယ်အဲ့ဒီဓမ္မတွေရဲ့ထိတိတည်နေတဲ့ဆိုတာကတန်တဘာဝတာဆိုပြီးဒီကားကရှင်းထားတယ်တည်တယ်ဆိုတာသူတို့ရဲ့သဘောအတိုင်းတည်နေမှုကိုဆိုလိုပါတယ်တဲ့ယုတ်တရားနံတရားတို့ဤသူတို့ပင်ကိုယ်သဘာဝအတိုင်းတည်နေမှုကိုဓမ္မထိတိလို့ခေါ်တယ်ဒါဖြင့်ဒီယုတ်တရားနံတရားတွေရဲ့ပင်ကိုယ်သဘာဝအတိုင်းတည်နေတယ်ဆိုတာကဘာလဲအနိစ္စဒုက္ခအနတ္တဒါဆိုဆက်ဖွင့်ထားတယ်ဒီယုတ်တရားနံတရားတွေဒီပင်ကိုယ်သဘာဝကိုကအနိစ္စဖြစ်ပြီးရင်ပြည့်နေတဲ့သဘောဒုက္ခဖြစ်ချင်းပြည့်ချင်းဖြင့်အနိစ္စခံရတဲ့သဘောအနတ္တခိုင်မာတဲ့အနှစ်သာရအတ္တမရှိတဲ့သဘောသူတို့ပင်ကိုယ်သဘာဝကိုယ်တိုင်ကအနိစ္စဒုက္ခအနတ္တသဘောဖြစ်တယ်ပင်ကိုယ်သဘာဝအနိစ္စဒုက္ခအနတ္တသဘောရှိနေတဲ့တရားတွေကမိမိတို့ရဲ့ပင်ကိုယ်သဘာဝအတိုင်းအနိစ္စအနေအထားဒုက္ခအနေအထားအနတ္တအနေအထားနဲ့တည်နေတဲ့အဲ့ဒီတည်နေပုံကိုသိနေတဲ့ဉာဏ်လေးကိုဘာဉာဏ်လို့ခေါ်လဲဝိပဿနာဉာဏ်လို့ခေါ်ပါတယ်နော်အဲ့ဒီဝိပဿနာဉာဏ်ကရှေ့ကဖြစ်တယ်နိဗ္ဗာန်ကိုအာယုံပြုပြီးဖြစ်ပေါ်လာတဲ့မဲ့ဉာဏ်ကနောက်ကဖြစ်တယ်လို့ဒီလိုဘုရားရှင်ကဖြေတယ်နော်ဒီတော့ဒီဘုရားရှင်ရဲ့ဖြေကြားချက်ကိုရှင်တုတိမကလည်းတိတ်သဘောမပေါက်ပြန်ဘူးနော်သဘောမပေါက်တော့သူကမြတ်စွာဘုရားကိုထပ်ပြီးလျှောက်ထားတယ်ဘယ်လိုလျှောက်ထားလဲနခောဗန္တိဘဂဝတ္တတခိတေနဗာတိတတဝိထာရေနအထံအာဇာနာမိဓာတုမေဗန္တိဘဂဝါတထဘာတတုယတဟံဣမတဘဂဝတ္တတခိတေနဗာတိတတဝိထာရေနအထံအာဇာနိယံမြတ်စွာဘုရားယခုလိုခက်ချင်းချင်းလေးမြတ်စွာဘုရားဖြေကြတော်မူလိုက်တဲ့တရားတော်ရဲ့အ내အတိဘက်ကိုအကျယ်ဝိထာရအဖြစ်ချက်တွင်ဖြင့်တပည့်တော်မသိနိုင်ပါဘူးမြတ်စွာဘုရားဒါကြောင့်တပည့်တော်သိနိုင်လောက်တဲ့ပုံစံအနေထားအပြင်တပည့်တော်အားဟောကြားပြတာစုံစုံမှပြတော်မူပါဆိုပြီးထပ်မံတောင်းပန်လျှောက်ထားတယ်။အဲဒီလိုတောင်းပန်လျှောက်ထားလိုက်တဲ့အချိန်ခါမှာမြတ်စွာဘုရားကဗာမင်းရှိလဲ
အာဇာနိယတိဝတွန်သူတိမနဝတွန်အာဇာနိယတိအထာခောဓမ္မတိတိဉာဏပုပ္ပေပစ္ဆနိဗ္ဗာနိဉာဏသူတိမခြေတသူတိမတွန်တင်သည်အာဇာနိယတိဝသိနိုင်လောက်သည်မူလီဖြစ်ခြင်းဖြစ်ပါစေတွန်တင်သည်နဝအာဇာနိယတိမသိနိုင်လောက်သည်မူလီဖြစ်ခြင်းဖြစ်ပါစေအထာခောစင်စစ်မမူကပုဗ္ဗေရှိကာလ၌ဓမ္မတိတိဉာဏယုတ်တံဓမ္မသင်္ခါရတရားတို့၏အနိစ္စဒုက္ခအနတ္တသဘောအဖြစ်တည်နေခြင်း၌သိသောဝိပဿနာဉာဏ်သည်ဟောတိဖြစ်၏ပစ္စာနောက်ကလာ၌နိဗ္ဗာန်နှင့်နိဗ္ဗာန်တရားတော်များ၌ပို့တံအာယုံပြုသောအဖြစ်ဖြစ်ပေါ်၍လာသောဉာဏ်မဉာဏ်သည်ဟောတိဖြစ်ပေါ်၍လာပေ၏ခြေတတုတိမှာသင်သိခြင်းလည်းသိပါစေမသိခြင်းမူလည်းနေပါစေသင်သိခြင်းသိမသိခြင်းနဲ့တကယ်စစ်မှာတော့ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောကိုထွင်းဖောက်ပြီးတည်နေတဲ့အတိုင်းထွင်းဖောက်သိတဲ့ဝိပဿနာဉာဏ်တွေကရှေ့ကဖြစ်တယ်။နိဗ္ဗာန်ကိုအာယုံပြုပြီးဖြစ်ပေါ်လာတဲ့မဲ့ဉာဏ်ကနောက်ကနေဖြစ်တယ်။ဒီလိုအမိန့်ရှိတယ်နော်။ဒီလိုဘုရားရှင်ကတတ်ပြီးအမိန့်ရှိလိုက်တော့ဘုရားရှင်ရဲ့ရည်ရွယ်တော်မူရင်အတိတ်ပဲဘယ်လိုရှိသလဲ။ဒါကိုအထက်ကရာကရှင်းထားပါတယ်နော်။နိဒာနဝက်ကတန်ရုပ်အထက်ကရာစာမျက်နှာ130ခွန်ကရှင်းထားတယ်ဥစဉ်ဒီမှာဇမင်းနိုင်တစ်ပါးကလေးတွေအတိအကျရေးယူလာရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတရားကနည်းနည်းလေးအရေးကြီးနေတဲ့တရားဖြစ်တယ်နော်။ဥစဉ်ကလက်တန်းတွေဆောက်ကြောက်ထုတ်ပြီးပြောနေတယ်ဘက်ကဆွဆွဲခဲ့ရင်လည်းအကုသိုလ်တွေပွားသွားမှဆိုလို့ပါနော်။ဒါကြောင့်ဥစဉ်ဟောနေတဲ့တရားဒီဥစဉ်ရဲ့အယူဆဥစဉ်ရဲ့ကိုယ်ရဲ့ဉာဏ်မြင်တရားမဟုတ်ပါဘူးနော်။ဘုရားဟောတရားလည်းဖြစ်တဲ့အထက်ကရာမြတ်မှာလာတဲ့တရားလည်းဖြစ်တဲ့ရှေးဟောင်းလမ်းစဉ်လည်းဖြစ်ပါတယ်နော်။ထိုလမ်းစဉ်ကိုမိမိဉာဏ်မီသမျှတစ်ဆင့်တင်ပြနေခြင်းသာဖြစ်ပါတယ်နော်။တူတယောက်ကိုနင့်နာစေလို့တဲ့ရည်ရွယ်ချက်ပုဂ္ဂဆွဆွဲလို့တဲ့ရည်ရွယ်ချက်မရှိပါဘူးနော်။ဦးဇင်းတို့ဆရာတကာချင်းချင်းတူနဲ့တူခုလိုမင်္ဂလာရှိတဲ့နေ့မှာနော်မင်္ဂလာအရှိဆုံးဖြစ်တဲ့နိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းစကားတွေကိုဆွေးနွေးကြတဲ့ပွဲလေးတစ်ခုပဲလို့အာရုံယူပြီးနားတတ်မယ်ဆိုရင်တော့ကုသိုလ်ရပါတယ်နော်။အဲဒီတော့ဒီနေရာမှာမြတ်စွာဘုရားဘာကိုအမိန့်ရှိလို့တလဲလို့မေးရင်အာဇာနိယတိဝတိအာတိကတ္တမဟုတ်တံသိခြင်းနဲ့သိမသိခြင်းနဲ့အနေစသည်ဖြင့်ဘုရားဘာကြောင့်ပြောနေရတယ်ဝိနာဘိသမာဓိအေဝဉာဏ်တို့ပတ္တိတတနာထံဝိနာဘိသမာဓိသမာဓိတရားနှင့်ကျင်း၍လည်းပဲဧဝံဤသို့ဉာဏ်တို့ပတ္တိတတနာထံမဲ့ညာဘုံညာဤဖြစ်ပေါ်ခြင်းကိုပြခြင်းအကျိုးငှဟုတ်တံဘုရားရှင်ဟောကြားတော်မူအပ်ပြီသမာဓိနဲ့ကျင်းပြီးတော့ဒီလိုဝိပဿနာဉာဏ်မဲ့ညာကြီးဖြစ်နေတယ်လို့သိအောင်ဘုရားကညွန်ပြလိုတဲ့အတွက်ဘုရားရှင်ဒီလိုမိန့်ကြားနေတာဒီတော့ဒီနေရာမှာသမာဓိမလိုဘူးဒီလိုတော့မယူနဲ့နော်ဒီနေရာမှာဆိုလိုတဲ့သမာဓိကဘာသမာဓိလဲအဘိညာဉ်သမာဓိရဲ့ဓမ္မသမပ၈ပါးဆိုတဲ့သမာဓိရဲ့ဒါကိုသာပြောနေတာနော်ဓမ္မသမာဓိနဲ့ကျင်းပြီးတော့လည်းမညာဘုံညာမရနိုင်ဘူးလားရတယ်သမပ၈ပါးဆိုတဲ့ဓမ္မသမာဓိရူပဇံအရူပဇံနော်ဒီရူပဇံအရူပဇံတွေကိုအခြေခံပြီးတော့တစ်ဆင့်တဲ့အဘိညာဉ်ကိုပွားလိုက်မယ်ဆိုရင်အဘိညာဉ်၅ပါးရတယ်နော်အဲ့ဒီအဘိညာဉ်သမာဓိနဲ့ဓမ္မသမာဓိအဲ့ဒီသမာဓိနဲ့ကျင်းပြီးတော့လဲမညာဘုံညာဖြစ်နိုင်တယ်လို့မြတ်စွာဘုရားကပြချင်နေတယ်နော်ဒီတော့ဘာကိုဆိုလိုတဲ့ဆိုတာကိုအထက်ကရာကဆက်ပြီးရှင်းထားတယ်ဣဒံဤဟုတ်တံဟောတိရှိမှန်လာပြီဣဒံဤနဲ့သဘောတရားကိုဟုတ်တံဟုတ်တော့ဆိုလိုသည်ဟောတိဖြစ်၏ဘယ်လိုဆိုလိုလဲသူဒီမှာမေဃောဝဖလံဝနသမာဓိနိဋ္ဌံတော်နသမာဓိအာနိတံတော်နသမာဓိတနိဗ္ဗာတိဝိပဿနာယပဏိတနိဋ္ဌံတော်ဝိပဿနာယအာနိတံတော်ဝိပဿနာယနိဗ္ဗာတိတတ္တမဇာနေယတိဝတောနဝတောဇာနာတိယတိအထာခောဓမ္မจิตဉာဏပုပ္ပပိသနိဗ္ဗာန်ဉာဏတိသုတိမာခြေတသုတိမာမေဃောဝမေတိ၎င်းဖလံဝဖိုတိ၎င်းနသမာဓိနိဋ္ဌံတော်သမာဓိဤအကျိုးဆက်မဟုတ်ပေနသမာဓိအာနိတံတော်သမာဓိအကျိုးအာနိသင်မဟုတ်ပေနသမာဓိတနိဗ္ဗာတိသမာဓိကြောင့်ပြည်စီလာသောတရားမဟုတ်ပေဝိပဿနာယပဏအဟုတ်တော်ကဝိပဿနာယဝိပဿနာညာဧသောဤမညာဘုံညာတိဝိပဿနာယဝိပဿနာဤနိဋ္ဌံတော်အကျိုးဆက်သည်ဝိပဿနာယဝိပဿနာညာဤအာနိတံတော်အကျိုးဆက်အာနိသင်သည်ဝိပဿနာယဝိပဿနာညာကြောင့်နိဗ္ဗာတိဖြစ်ပေါ်၍လာပေ၏တတ္တမထိုကြောင့်တွင်တင်ခြေသာသည်ဇန္တိယတိဝတိလောက်သည်မူလီဖြစ်ခြင်းဖြစ်ပါစေနဝတွင်ဇန္တိယတိမတိလောက်သည်မူလီဖြစ်ခြင်းဖြစ်ပါစေအထာခောစဉ်စစ်မှမူပုဗ္ဗေရှိကာလ၌ဓမ္မတိတိဉာဏယုံနာဓမ္မသင်္ခါရတရားတို့၏အနိစ္စဒုက္ခအနတ္တသဘောအဖြစ်တည်နေခြင်း၌တွင်ပေါက်တည်မြင်သောဝိပဿနာဉာဏ်သည်ဟောတိဖြစ်ပေ၏
ပိဿာနောက်ကလာ၌နိဗ္ဗာန်နှင့်နိဗ္ဗာန်တရားတော်များ၌ဘောဓအာယုံပြည့်ဖြစ်သောမဉ္ဇဉ်သည်ဟောသည်ဖြစ်ပေါ်၍လာပေ၏တင်းချေတာသိခြင်းလည်းသိမသိခြင်းလည်းနေပါစေနော်တကယ်ချင်းချင်းမှာကတော့သုတိမှာမဲ့ညာဘုံညာဆိုတာတမာတိရဲ့အကျိုးဆက်မဟုတ်ဘူးတမာတိရဲ့အကျိုးအာနိသင်လည်းမဟုတ်ဘူးတမာတိတက်တက်ကြောင့်ဖြစ်ပေါ်လာရတာလည်းမဟုတ်ဘူးဒီတော့ဒကာကြီးတွေတမာတိမလိုဘူးဒီလိုတော့မထင်နဲ့နော်ဒီမှာသူကတမာတိကိုဦးစားပေးပြီးမေးနေတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်တမာတိတက်တက်ကြောင့်ဖြစ်တယ်လို့တော့မဆိုလိုတာနော်မဲ့ခင်၈ပါးထဲမှာသမ္မာတမာတိဆိုတဲ့မဲ့ခင်မပါဘူးလားပါပါတယ်မဲ့ခင်၈ပါးလုံးစုံမှသာလျှင်နိဗ္ဗာန်ကရမှာနော်တမာတိတစ်ခုတည်းတက်တက်နဲ့သမ္မာတမာတိတစ်ခုတည်းတက်တက်နဲ့နိဗ္ဗာန်ရမလားမရနိုင်ဘူးဒါကိုပြောနေတာနော်သူကတမာတိကိုဦးစားပေးပြီးမေးနေတဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်တမာတိတက်တက်ဖြင့်ရနေတာမဟုတ်ဘူးလို့ဒီလိုပြောတာနော်မဲ့ညာဘုံညာနေတမာတိရဲ့အကျိုးဆက်မဟုတ်ဘူးတမာတိရဲ့အကျိုးအာနိသင်လည်းမဟုတ်ဘူးတမာတိကြောင့်ပြည့်စည်ဖြစ်ပေါ်လာတဲ့တရားလည်းမဟုတ်ဘူးဘု து ကြောင့်သာဖြစ်ရတယ်လို့မေးရင်ဝိပဿနာဉာဏ်ကြောင့်သာလည်းဖြစ်တယ်ဝိပဿနာဉာဏ်ရဲ့အကျိုးဆက်သာဖြစ်တယ်ဝိပဿနာရဲ့အကျိုးအာနိသင်သာဖြစ်တယ်ဝိပဿနာဉာဏ်တွေကဥပနိဒိယတတ္တိနဲ့အချင်းအစင်းစင်းကျေစုပြုပေးလိုက်ပါမှနိဗ္ဗာန်မဉ္ဇဉ်ဘုံဉာဏ်ဆိုတာပေါ်လာတယ်ဒီမဉ္ဇဉ်ဘုံဉာဏ်ကဘာကိုအာယုံပြုပြီးပေါ်လာတယ်နိဗ္ဗာန်ကိုအာယုံပြုပြီးပေါ်လာတယ်လို့ဒီလိုဆိုလို့တယ်နော်ဒါကြောင့်သင်ဟာသိနိုင်လောက်ဒီမူလည်းဖြစ်ခြင်းဖြစ်စေမသိနိုင်လောက်ဒီမူလည်းဖြစ်ခြင်းဖြစ်ပါစေတဲ့ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့အနိစ္စဒုက္ခအနတ္တသဘောအဖြစ်ဒီနေခြင်း၌ထွေးပေါက်သိနေတဲ့ဝိပဿနာဉာဏ်ကရှေ့ကဖြစ်တဲ့အဲ့ဒီဝိပဿနာဉာဏ်ရဲ့အဆုံးမှာနိဗ္ဗာန်ကိုအာယုံပြုပြီးဖြစ်ပေါ်လာတဲ့မဲ့ဉာဏ်ဖြစ်ပါတယ်ဆိုပြီးဒီလိုမြတ်စွာဘုရားအမိန့်ရှိနော်မှန်ပါဗျာဒီတော့ဒီမိန့်ကြားချက်တွေကိုနည်းနည်းလေးစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တချို့ကဝိပဿနာအရာမှာတမာတိမလိုပါဘူးလို့ဒီလိုတော့ပြောကြတယ်နော်ခုဒီမှာဆိုလိုတဲ့တမာတိကဘယ်လိုတမာတိမျိုးကိုသာပြောနေတယ်အဘိညာဉ်တမာတိနဲ့ဉာဏ်တမာတိကိုသာပြောလို့ရင်ဖြစ်တယ်နော်